ဟုတ်အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့Universe ကနေပြီးတော့ဒီမိနစ်ကပေါ့နော် ASEAN Undergraduate Scholarship ကိုမြန်မာအတွက်ရွေးပေးတဲ့ program ကနေပြီးတော့ scholarship ရထားတဲ့ကျောင်းသားနှစ်ယောက်ကိုဖိတ်ခေါ်ထားပါတယ်ဆိုတော့မောင်လေးအနေနဲ့ကိုအရင်မိတ်ဆက်ပေးပါဦးနော်မင်္ဂလာပါကျွန်တော်နာမည်ဝင်းချုပ်ကောင်ဆိုပါကျွန်တော်ကဒီ2024ခုနှစ်မှာတက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တယ်ပြီးတော့ဒီအခုလောလောဆယ်တော့ AUS မှာ Computer Science တွေကြောင့်တက်ရောက်နေပါတယ်မင်္ဂလာပါခင်ဗျကျွန်တော်နာမည်ဟင်းချက်ပါကျွန်တော်လည်း2024ခုနှစ်မှာတက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တယ်ပြီးတော့အခုလောဆယ်ဝင်းထောင်စုနဲ့အတူဒီ NUS မှာ Computer Science တက်နေပါတယ်ခင်ဗျဟုတ်ကဲ့ပါဆိုတော့နှစ်ယောက်လုံးကမြန်မာကျောင်းပြီးတော့ NUS မှာ scholarship ကလောလောဆယ် computer science နဲ့တက်နေရပေါ့နော်ဆိုတော့မြန်မာကျောင်းကနေပြီးတော့ဒီ NUS ရဲ့ဒီ ASEAN Undergraduate Scholarship ပြီးတော့အထူးသဖြင့်ဒီမြန်မာ program အကြောင်းဘယ်ကနေစပြီးတော့ကြားဘူးတာလဲပြီးတော့ဘယ်လိုအချက်တွေကြောင့်မလို့ရှောက်ဖြစ်ဖို့ဖြစ်သွားတာလဲပေါ့နော်အဲ့ဒီချက်တော့ပြောပြပေးပါအောင်ရှင့်ဒီနေ့စပြီးကျွန်တော်မနစ်ကကြာဒီ scholarship program ကအရင်တော့မရှိဘူးပေါ့နော်မရှိဆိုတာဒီ ASEAN Undergraduate Scholarship ကတော့ရေးရရှိအမှန်တယ်ဒါပေမဲ့ဒီမြန်မာပြည်ကိုတည်တံ့ပေးတာမျိုးလည်းမရှိခဲ့ဘူးပေါ့နော်မြန်မာကျောင်းသားတွေလည်းဒီ public school အနေနဲ့လည်းရှောက်ခွင့်မရှိခဲ့ဘူးကျွန်တော်ဒါပေမဲ့ကျွန်တော်2024ခုနှစ်မှာစပြီးတော့ဒီကျွန်တော် NUS မှာရှိတဲ့ School of Computing ကစပြီးတော့ဒီ program initiate စပြီးတော့လုပ်ခဲ့တာပေါ့Prof Stanley ရောကနေစပြီးတော့ initiate လုပ်ခဲ့တယ်အဲ့တော့ပထမဆုံးကျွန်တော်နှစ်ကပထမဆုံးဖြစ်တဲ့အခါကျတော့သူကကျွန်တော်တို့ဒီ open application မဟုတ်ခဲ့ဘူးပေါ့နော်အဲ့တုန်းကဒီ school nomination ကနေတစ်ဆင့်သွားတာပေါ့အဲ့ကျွန်တော်အဲ့တုန်းကကြတော့ဒီ local university တစ်ခုမှာကျောင်းတက်နေရပေါ့နော်အဲ့local community university ပေါ့လိုက် University of Information Technology UNT မှာတက်နေတာဆိုတော့အဲ့ UNT ရဲ့top 10 students တွေကိုtop 10 student တယောက်အနေနဲ့ကျွန်တော်တယောက်က nominate လုပ်ခံခဲ့ရတယ်အဲ့တော့ nominate လုပ်ခံခဲ့ရတဲ့ကျွန်တော်တို့ဝင်ပြီးတော့ရှောက်ခွင့်ရခဲ့တယ်ပေါ့နော်အခုဒီနှစ်ကတော့သူတို့ဒီအမှတ်သတ်မှတ်ပြီးတော့open application တွေလည်းကျောင်းသားအားလုံးရှောက်ခွင့်ရအောင်လုပ်ပေးလိုက်တာဟုတ်ကဲ့ပါဆိုတော့မောင်လေးဟင်းလေးထက်လည်းတူတူပဲဖြစ်မယ်ထင်တယ်ဒီကြားဖူးတာနဲ့ဒီရှောက်တဲ့ဟာတော့ဟုတ်ဟို scholarship program တော့ခုနကဝင်းတို့ပြောသလိုပဲ pilot program ပေါ့နော်အရင်ကစတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရင်တော့ကြားဘူးခဲ့တာရှိပေမဲ့လူမြန်မာနိုင်ငံအတွက်တည်တံ့ရှောက်ဖို့ဆိုတာတော့အစီအစဉ်မပေးထားဘူးဗျအဲ့တော့အရင်ကမှကျွန်တော်တို့စခေါ်တာဖြစ်တယ်ပြီးတော့သူတို့ကဘာဖြစ်လဲဆိုတော့မြန်မာနိုင်ငံရဲ့အမှတ်စဉ်ပုံစံကိုတိတ်နားမလည်သေးတာဖြစ်တဲ့အတွက်စင်ကာပူကအရင်ဆုံးမြန်မာနိုင်ငံမှာရှိတဲ့ဒီ computing school တွေကိုအရင်လေ့လာတယ်လေ့လာပြီးတော့အမှ UIND ကအထိတ်မှရှိမှာပဲဆိုပြီးတော့သူက UIND က top 10ကိုnominate လုပ်ခိုင်းတယ်ပေါ့နော်ဆီယမ်မာကြီးကိုအကြောင်းဆီယမ်မာကြီးကိုပြီးတော့ကျွန်တော်တို့ဝင်ဖြေခွင့်ပေးခဲ့တယ်ပြီးတော့ international school တွေလည်းသူတို့စာပို့ပြီးတော့ nominate လုပ်ခိုင်းတယ်ပြီးတော့အကုန်လုံးဝင်ဖြေပြီးတော့9ယောက်ရွေးပါတယ်ခင်ဗျနောက်ဆုံးမှာဟောဟုတ်ကဲ့ပါဆိုတော့ဒီ ASEAN Undergraduate Scholarship ကတော့ပေးနေကြဒီ ASEAN Scholarship နဲ့ပေါ့နော်ဘာတွေမောင်လေးတို့အမြင်အနေနဲ့ဘာတွေကွာခြားရလို့ထင်လဲပေါ့အထူးသဖြင့်မြန်မာကျောင်းကနေဓာတ်ရိုက်လျှောက်လို့ရတာဒါကတော့အကြီးမားဆုံးသောကွာခြားတာပေါ့နော်တခြားလိုမျိုးဘာကွာခြားချက်တွေရှိရလို့မြင်လဲမသိဘူးကွာခြားချက်ရှိလဲဆိုတော့ကွာခြားချက်ရှိလဲဆိုတော့အဲ့ဒါကိုပဲကျွန်တော်တို့အဓိကအဲ့ဒါကိုပဲတစ်ချက်ပြောမယ်တည်းဟုတ်အဓိကကတော့ဒီသူကမြန်မာနိုင်ငံကိုတည်တံ့ selection လုပ်တဲ့အခါမှာအရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ A level ပြီးတော့မှသူတို့သတ်မှတ်ထားတဲ့ qualification တွေရှိတော့မှရှောက်ခွင့်ရှိတယ်ပေါ့နော်ဒီမြန်မာဘက်ကမြန်မာကျောင်း public school ကပြီးရဆိုလို့ရှိရင်ဆက်ပြီးတော့ standard test တွေဆက်ဖြေရတယ်ကျွန်တော်သိတော့ဆိုရင် AP course 5ခုလားမသိဆက်ပြီးတော့ယူရတယ်ပေါ့နော်ဒါပေမဲ့အခုကျတော့အဲ့ဒီလိုအပ်ချက်ကိုဖယ်ရှားလိုက်တယ်ဖယ်လိုက်ပြီးတော့သူတို့ရဲ့ကိုယ်ပိုင် aptitude test နဲ့ပြန်ပြီးတော့အစားထိုးလိုက်တာပေါ့ကျွန်တော် aptitude test ဖြေတယ်အောင်တယ်ဆိုလို့ရှိရင် standard test တွေပြင်စရာမလိုပဲလေဝင်ဝင်ရအောင်လို့ဝင်ရော scholarship ပါတခါလေဟိုပါပြီးသားပေါ့နော်အဲ့တော့အဲ့လိုရအောင်လုပ်ပေးလိုက်တာဆိုတော့ဒါတော့အဓိကအာဆီယံဒီနေ့ရှိနေအာဆီယံ scholarship နဲ့အဓိကပါချတဲ့ဆက်လို့ပြောလို့ရမယ်တဲ့အမထင်တာနောက်တစ်ခုကတော့ဒီ major ကြီးလဲကွာရထင်တယ်နော်ဆိုတော့ဘယ် major လေးကိုအဓိကရွေးပြီးတော့ရှောက်လို့ရရလဲမသိဘူးဥပမာ ASEAN Undergrad ကတော့ major တိုင်းကိုရှောက်လို့ရရပေါ့နော်ဆိုတော့ဒီဟာကတော့School of Computing တည်တံ့ program လေးလို့ကြားတယ်ဆိုတော့ဘယ်လို major တွေကို cover ဖြစ်လဲမသိဘူးရှင့် Yeah ဟုတ်တယ်အဲ့လေးတစ်ချက်ကွာပါနော်ဒီအခုဒီ program မှာဆိုလို့ရှိရင်တော့ US မှာဆိုရင် School of Computing အောက်မှာရှိတဲ့ major တွေကိုပဲရှောက်ခွင့်ရှိတယ်တခြား faculty က major တွေရှောက်ခွင့်မရှိဘူးဒါပေမဲ့ NTU မှာဆိုလို့ရှိရင်တော့NTU မှာဆိုတော့ major အကုန်လုံးတော့ရှောက်ခွင့်မရှိဘူးဒါပေမဲ့140ကျော်တယ် major choice ကလေengineering တွေပါပြီးတော့ရှောက်ခွင့်ရှိပြီးတော့နှစ်ခုပေါင်းပြီးတော့
NTU က NUS ကနှစ်ခုပေါင်းပြီးတော့ဆုံးဖြတ်တဲ့ program မျိုးပေါ့ okay ဆိုတော့အဓိကကွာခြားချက်ကတော့ aptitude test ဖြေရရဲ့ပြီးတော့ဒီ standardized test ဖြေမလားရဲ့ပြီးတော့ဘယ်လို major မျိုးကိုလိုချင်လဲပေါ်မှာမူတည်ပြီးတော့ဒါမြန်မာကျောင်းသားတွေအတွက်တည်တံ့ပေးရ route ကိုရှောက်ရမလားဒါမှမဟုတ်ရင်အကုန်လုံးဒီ ASEAN undergraduate အနေနဲ့ပေါင်းပေးရဟာမျိုးရှောက်ရမလားဆိုတော့ဒါကျောင်းသားတွေနေရာဒါစဉ်းစားစရာဖြစ်မှာပေါ့နော်ဟုတ်အဲ့ဆိုမောင်လေးခုနကပြောသလိုပေါ့နော်ဒီ uni မှာတက်ပြီးတော့မှဆိုတော့နည်းနည်းတော့ကွာခြားလောက်မယ်ထင်ပေမဲ့မောင်လေးတို့နှစ်ယောက်အနေနဲ့ကတော့ဘယ် qualifications တွေနဲ့ရှောက်ခဲ့ရလဲပေါ့နော်တခုကအဲ့လိုမျိုးအမှတ်စီရင်တောင်းတဲ့အပြင်ကိုတခြားလုံဖူးခဲ့တဲ့ academic achievement တို့ extracurricular တို့များရှိခဲ့လားပေါ့နော်အကယ်လို့ရှောက်ချင်တဲ့သူတွေအနေနဲ့ကိုယ်မှလည်း similar profile ရှိမယ်ဆိုရင်တော့ဒါစဉ်းစားလို့ရအောင်တခြားလောက် sharing လုပ်ပေးလို့ရမလားမသိဘူးရှင့်အင်းဆိုင်ရင်ဖြစ်ဖြစ်တယောက်တည်းနှစ်ယောက်လုံးဖြေရအောင်ကျွန်တော်ကဒီအမှတ်စင်းနဲ့အဓိကထည့်ပြီးတော့တခြားပြောရမယ်ဆိုအမှန်တမ်းပြောရရင်တော့ volunteering activity ဒီအပြင် CCA ကတိတ်မလုပ်ဖြစ်ခဲ့ဘူးပေါ့နော်အကြောင်းတက်နေတော့လုပ်တဲ့တလောက်မလုပ်ဖြစ်ခဲ့ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဘာရှိခဲ့လဲဆိုတော့ဟို ASEAN quiz တော့ပြိုင်ထားတာတစ်ခေါက်ကျွန်တော်ထည့်ခဲ့တယ်ပြီးတော့ဒီမြန်မာ Search International ဆိုတဲ့ MSI volunteering activity ကိုကျွန်တော်ဝင်ပြီးတော့ဒါ education officer တယောက်အနေနဲ့ပေါ့နော်ဟိုအကြောင်းတစ်ခုကို represent လုပ်ပြီးတော့ရှင်းပြပေးခဲ့တယ်ပေါ့နော်အဲ့နှစ်ခုလောက်ပဲကျွန်တော်ရှိခဲ့တယ် qualification အနေနဲ့ဟုတ်ကဲ့အဲ့ဆိုမောင်လေးကဒါအမှတ်မှာတော်တော်လေးအားကောင်းထားတဲ့ဘိုင်းရဖြစ်မှာပေါ့နော်အဓိကတော့တို့ကဒီ program ကဟို selection test ကိုအဓိကကြည့်ရတာဖြစ်တဲ့အတွက်အဲ့အကြောင်းလေးပါမယ်ထင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါမောင်လေးဝင်းထုတ်အနေနဲ့ရောဘာတွေညာလုပ်ခဲ့ရရှိလဲမသိဘူးကျွန်တော်က extracurricular တော့လည်းရှိခဲ့ပေါ့နော်ကျွန်တော်ဟို pre-cal လောက်ဖေးvolunteer teacher အနေနဲ့အင်္ဂလိပ်စာသင်ခဲ့တယ်အင်္ဂလိပ်စာသင်တာလေဒီ community service ပိုင်းတွေမှာလှုပ်ရှားမှုတွေရှိခဲ့တယ်ပေါ့နော်နောက်ပိုင်းဒီ external ပြီးရဲ့အခါမှာကျွန်တော်YCL ဒီလာတော့မသိဘူး Young Southeast Asian Leaders Initiative ဆို US Exchange Program တစ်ခုရှိတယ်ပေါ့နော်အဲ့မှာကျွန်တော် civic engagement သင်တယ်ကျလာသွားပြီးတော့သင်ခဲ့တယ်ဆိုတော့အဲ့ဒီအတွေ့အကြုံတွေကလည်းအတိုင်းအတာတစ်ခုရှိတော့ဆောက်မှုဖြစ်တယ်လို့ကျွန်တော်ယုံကြည်တယ်ပေါ့နော်အဓိကကိုယ့်ရဲ့ extracurricular တွေ leadership skills တွေကိုပြနိုင်တဲ့အခါမှာပို့ပြီးတော့ဆောက်မှုဖြစ်တယ်ပေါ့ဒါပေမဲ့နောက်လျှောက်မဲ့သူတွေအနေနဲ့ဆိုရင်တကယ်လို့ကိုယ်ကအဲ့လို volunteer experience တွေကလည်းနှစ်နဲ့ရှိပြီးတော့မရှိဘူးဒါပေမဲ့ဒီ exchange တွေလည်းမသွားဘူးဆိုလည်းကိစ္စမရှိဘူးပေါ့နော်ဘာလို့ဆိုတော့အဓိကဒီ aptitude test နဲ့ academic achievement ကိုပို့ပြီးတော့ဦးစားပေးတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါပို့ပြီးတော့အဲ့ဒါမရှိလဲဟိုစူးစမ်းကြည့်လို့ရပါတယ်ဆိုတော့အကယ်လို့ကိုက fountain ရဲ့ရဆိုလို့ရှိရင်တော့မှပဲဒါပထမဟိုတခြား scholarship တွေလိုပဲပေါ့နော်ဟို ASEAN scholarship အမတို့ secondary level ပေးတယ်လို့ပဲ first round ဒီ application တွေ screening လုပ်ပြီးတော့မှ selected ဖြစ်တဲ့သူတွေပဲရန်ကုန်နဲ့မန္တလေးမှာ aptitude test ကိုဖြေရမှာလားမသိဘူးဟောဟုတ်ကဲ့ဟုတ်ဆိုတော့အခုမှတွေ့ရတဲ့မှာမောင်တို့ရေးထားတဲ့ဟာလည်းမဖတ်ပြီးသွားပြီပေါ့နော်အိမ်မှာဒီចောင်းလျှောက်တာဆိုတော့တိုင်ရောကpersonal statement လောက်ပဲရေးရတယ်အခုဟာကျတော့ resume တွေရော CV တွေရော recommendation letter တွေရောရှိရင်တောင်းတယ်ဆိုတော့အဲ့လိုနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးလေးပြင်ဆင်ခဲ့လဲပေါ့ tips တွေများရှိလားပြောဆိုမြန်မာចောင်းကတော့တိုင်ရောကဒီဟာတွေနဲ့နည်းနည်းပို့ပြီးအလန့်ဝေးရဲ့ပတ်လို့ပြောလို့ရတယ်ဒီနော်တိုင်ရောကဒီ resume တွေ CV တွေ recommendation letter တောင်းတာမျိုးရမလုပ်ဘူးဆိုတော့အဲ့ဒါအတွက်ကောမောင်လေးတို့မှာအကြံဉာဏ်ကောင်းလေးများရှိရင်ချက်လောက်ပြောပြပေးပါအောင်ရှင့်ကျွန်တော် resume အတွက်ကဟိုခုနကပြောခဲ့သလိုပေါ့နော် MSI volunteering activity လို့တော့ resume တစ်ခုပြင်ခဲ့ရတယ်အဲ့တော့လည်း true စမ်းဖြစ်နေတာပေါ့နော်ဆိုတော့ကျွန်တော်မြန်မာအကြောင်းဘက်ကလာဖြစ်တဲ့အတွက်ဒါမျိုးတွေကပြင်ထားဖို့ပြင်ပြီးသားမရှိဘူးပေါ့နော်ဒါပေမဲ့ဘာလို့ရလဲဆိုတော့မလုပ်ဘူးတဲ့သူတွေအတွက်ကဒီ Canva မှာဆိုလို့ရှိရင် resume အတွက် template လေးတွေရှိတယ်ခင်ဗျအဲ့ဒါလေးတွေကိုသုံးပြီးတော့ကျွန်တော်ရေးချင်တဲ့အချက်ကိုပဲထည့်လိုက်လို့ရှိရင်သူကတခါတည်းထည့်သွင်းပြီးသားပေါ့နော် format လေးချပေးတာအဲ့ဒါကိုအဆင်ပြေသလိုပြင်ပြီးတော့သုံးလို့ရတယ်ပေါ့နော်တော်တော်လေးတော့အဆင်ပြေပါတယ်ခင်ဗျပြီးတော့ recommendation letter ကသူကအဓိကပေါ့နော်ဒီသူတို့လိုချင်တာကဒီចောင်းသားကိုတခြားတည်တဲ့ဆရာဆရာမတူသို့မဟုတ်ចောင်းဆရာမတူចောင်းဆရာမတူပေါ့နော်သူတို့ကနေပြီးတော့ဒီចောင်းသားရဲ့အရေးချင်းတွေကိုဘယ်လိုထောက်ခံနေပေါ့နော်သူကဘယ်လိုတော်ကြအောင်ဘယ်လိုဥပမာဇာတိတာကောင်းကြအောင်ပေါ့နော်ဒီကိစ္စတွေကိုသူ recommend လုပ်နိုင်မယ်ဆိုလို့ရှိရင်ဟိုကသူတို့ပေးတဲ့ letter ကိုဖတ်မယ်ဖတ်ပြီးတော့ဒီចောင်းသားဒီ scholarship နဲ့တင်တော်မတော်ကြည့်တာပေါ့နော်အဲ့တော့ဒီဟာ stock ကကျွန်တော်တို့တက်ခဲ့တဲ့ high school ဖြစ်ဖြစ်သို့မဟုတ် international school ဆိုလို့ရှိရင်လည်းဒီဆရာဆရာမတရားရောက်ကိုဖြစ်ဖြစ် recommendation လာတောင်းပြီးတော့ဒီ school ရဲ့ official email address ပါပေးရမယ်ပေါ့နော်အဲ့ချက်က official email address ကမြန်မာကျောင်းနေမြန်မာကျောင်းနေမှာဆိုလို့ရှိရင်အဲ့တခုမရှိဘူးပေါ့နော် official email address ကလည်းနည်းနည်းပြဿနာတက်တယ်ခင်ဗျအဲ့ဒါလေးတော့နည်းနည်းဟိုသတိထားပြီးလုပ်ရမယ်ပေါ့နော်ဟုတ်ကဲ့
ဆိုတော့ဒါကြိုတင်ပြင်ဆင်ထားရမှာပေါ့နော်ဘယ်လိုမျိုး recommendation letter တောင်းရမလဲဆိုတာဒီအစောတွေကမောင်လေးဝင်းထွက်ကဘယ်လိုမျိုး tips တွေပေးဖို့ရှိသေးလဲမသိဘူး CV က CV ကကျွန်တော်အရှိမတော့ YCD လေးရှောက်ခဲ့မှုလေအဲ့တော့ကလည်းတစ်ခါပြင်လာမှုလေ CV ရော cover letter လို့ပေါ့လေအဲ့ဒါတွေကတစ်ခါပြင်လာတယ်ပြီးတော့ကြားထဲမှာလည်းကျွန်တော်ဒီ NUS ရှောက်တဲ့ခါကျတော့အဲ့ဒီပြင်ပြီးသားဥစ္စာကိုကျွန်တော်ထပ်ဖြည့်လိုက်တယ်ပေါ့နော် YCD မှာတွေ့ခဲ့တဲ့အရှိကဒီ YCD တွေ့ကြတော့ဒီ alumni summit တော့ဥစ္စာတွေရောextra curricular တွေအကုန်လုံးကျွန်တော်ပြန်ဖြည့်တယ်များသောအားဖြင့်အဓိကတော့ကျွန်တော် major နဲ့ relevant ဖြစ်တဲ့ဥစ္စာတွေကိုပို့ပြီးတော့ဦးစားပေးရပေါ့နော်ပို့ပြီးတော့ဦးစားပေး resume တွေမှာဖော်ပြတယ်ပြီးရင်ကျွန်တော်တကယ်တော့အမှန်တကယ်ကျွန်တော် major relevant တဲ့ကျွန်တော်ဒီ community service ပိုင်းတွေမှာကျွန်တော်ပို့ပြီးတော့အတွေ့အကြုံတွေများတယ်ပေါ့နော်။ညာတော့အဲ့ဒါကိုလည်းကိုယ့်ရဲ့ extra curricular မှန်နေနဲ့leadership ကိုပြတယ်နေနဲ့ထည့်ပြီးတော့ရေးရပေါ့နော်။ format ကတော့အရင်ရှော့မရှိဘူးလို့ထင်တာပဲ format ကတော့ကိုယ်အစီအစဉ် format နဲ့ရေးလို့ရတယ်။နောက် recommendation letter ပေါ့။ခုနဟင်းဆက်ပြောလို့ပဲကျွန်တော်တို့ဒီမြန်မာကျောင်းတွေဘက်မှာကျွန်တော် recommendation letter တောင်းဖို့နည်းနည်းလေးခက်တယ်ပေါ့နော်။ဆိုတော့ recommendation letter အခုဒီနှစ်ရဲ့ found ထဲမှာတော့ scholarship found ထဲမှာတော့တစ်စောင်းပဲတောင်းတာတွေ့တယ်။ဒါပေမဲ့ FW University application မှာဆိုရင်တော့ recommendation letter နှစ်စောင်းထိတယ်လို့ရတယ်။အဲ့တော့ကျွန်တော်ကတစ်စောင်းကိုကျွန်တော်တက်ခဲ့တဲ့အချက်တန်းကျောင်းကဆရာမတယောက်စီတောင်းလိုက်တယ်။နောက်တစ်စောင်းကိုကျတော့ကျွန်တော် YCD သွားတော့ကျွန်တော်စာသင်ခဲ့ရတဲ့ professor စီကနေပြီးတောင်းလိုက်တယ်ပေါ့နော်။အဲ့တော့ professor ကြီးကတောင်းတာတော့ပို့ပြီးတော့အဆင်ပြေအောင်သူ့မှာ official university email တွေပါတယ်ဆိုတော့တစ်ခါလေprofessor email ပို့လိုက်ဒီ NUS ကိုပို့ပေးလိုက်တယ် professor နေပြီးတော့တိုက်ရိုက် NUS ကိုပို့ပေးလိုက်တာပေါ့နော်ဒါပေမဲ့ဒီကျောင်းဘက်ကဥစ္စာတော့ဆရာမရဲ့ personal email နဲ့ပို့လိုက်တာပေါ့အဲ့တော့ကိုနည်းနည်းလေးတော့ guide လုပ်ပေးရပါတော့ကိုပါအကြောင်းအရာတွေထည့်ရေးစေချင်တယ်ဘယ်လိုပုံစံမျိုးရေးစေချင်တယ် format တွေ style တွေအကုန်လုံး language ကအစပေါ့နော်အကုန်လုံးကတော့ကိုရသွားပြန်တော့ guide လုပ်ပေးရအောင်ဟုတ်ကဲ့ပါဆိုတော့မော်လေးပြောသားဖို့ရဆိုရင်ဒါကိုငကိုလုပ်ခဲ့တဲ့ဒီ Wisely တို့ဒီvolunteer တွေကမထင်မှတ်ပဲနဲ့ကိုယ်ဒီ scholarship အတွက်အများကြီးလာပြီးတော့ထောက်ကူတောင်းတနေရနေထောက်ကူပေးတဲ့ပုံစံပဲဆိုတော့ဒါရှောက်မဲ့မော်လေးညီမလေးအနေနဲ့လည်းခွေးရရင်ဒါမျိုး experience တွေကကြိုပြီးတော့ယူထားတဲ့တယ်လို့ပြောလို့ရမယ်ထင်တယ်ဆိုတော့ဒီ aptitude test တဲ့ခုနကမောင်လေးပြောဆို weightage အများဆုံးပေါ့နော်ဒါနဲ့ပဲကြည့်ပြီးတော့ဆုံးဖြတ်တယ်ပြီးတော့အမတိလောက်ဆိုရင် English ရယ် Maths ရယ် IQ test ရယ်၃ခုမောင်လေးဖြေရတယ်ပေါ့နော်ဆိုတော့အဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းလေးရှင်းပြပေးပါအောင်ဘယ်လိုမျိုးလေးဖြေခဲ့ရလဲပေါ့ဟုတ်အဓိကတော့အတင်ချာ maths ကိုတို့ကအဓိကစစ်တယ်ခင်ဗျဒီ English test ကတို့ကဒီ basic communication လောက်ကိုအပြန်အလှန်ပြောဆိုအတွက်နားလည်လောက်ပြီဆိုလို့ရှိရင်တို့ကဒါရပြီအရင်စစ်တာမဟုတ်ပေါ့နော်English test ရဲ့ format ကလည်းကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ reading ကိုပဲမိကုန်းလွယ်လေးပေးထားတာအမှတ်50လောက်မေးထားတယ်ခင်ဗျကျန်တဲ့50ကိုက essay question 5ခုပေါ့နော်ဟိုလို essay question တော့မဟုတ်ဘူးသူက scholarship essay question လိုမျိုးဥပမာဆိုလို့ရှိရင်ဒီ scholarship အတွက် candidate တစ်ခုကိုကကောင်းတဲ့ candidate တယောက်ဖြစ်ကြောင်းသူတို့ဘယ်လိုရှင်းပြမလဲပေါ့နော်ဒီလိုမျိုး question တွေမေးတယ်ခင်ဗျ5ခုလောက်ပေါ့နော်ဒါပေမဲ့တင်ချာမှာအဓိကကြည့်ကြတာကျွန်တော်တို့တင်ချာနဲ့သူတို့ပဲဆုံးဖြတ်သွားတယ်ထင်ပါတယ်အဓိကကတော့ဒီတင်ချာမှာသူတို့ကဘာမေးသွားလဲဆိုတော့အစအခုလည်းအဲ့လိုပါပဲအခုဒီတစ်ခါ Google Form ပြီးသွားလို့ရှိရင်သူတို့ဒီ aptitude test အတွက်ဘယ် syllabus ကိုကြည့်ရမလဲဆိုတာသူတို့မေးဖို့မထင်ပါတယ်ခင်ဗျကျွန်တော်တို့တော့ဗာကြည့်ခိုင်းလဲဆိုတော့ H2 A-level maths ကိုကြည့်ခိုင်းခဲ့တယ်ဒါပေမဲ့တကယ်တမ်းမေးတဲ့စာမေးပွဲမှာ H2 ထက်ကျော်ပြီးတော့ဈားတွေပါသွားတယ်ပေါ့နော်မှန်တယ်ပြောရင်ကိုယ်တိုင်နဲ့တိတ်ပြီးတော့မပြင်ဆင်ထားခဲ့ဘူးတခြားဟာတွေအတွက် H2 ကိုအဓိကလုပ်ခဲ့တာပေါ့နော်အဲ့ဒါတော့တစ်ချက်လိုအပ်ချက်ရှိသွားတယ်ပေါ့နော်အခုဒီခေါက်ဖြေမဲ့ကလေးတွေဆိုလို့ရှိရင်ညီမတွေဆိုလို့ရှိရင်ဒီသူတို့ပေးရ syllabus တွေကြည့်ထားရမယ်ပြီးတော့ကျန်တဲ့လိုအပ်မဲ့ထင်တဲ့ဟာတွေလည်းပြင်ဆင်ထားသင့်တယ်ထင်ပါတယ်ခင်ဗျဟုတ်ကဲ့ကဲပါမောင်လေးဝင်းထွန်းအနေနဲ့ဖြည့်ဆွတ်ပြောထပ်ပြောကိုယ့်ရဲ့ experience ပြောစရာလေးရရှိသေးလားမသိဘူး aptitude test အနေနဲ့English ကတော့ခုနကပြောလို့ပဲအရင်မခတ်ဘူးပေါ့နော်ကျွန်တော်ကိုက intermediate level လောက်ရှိရဆိုရင်တော့အဆင်ပြေမယ်လို့ထင်တာပဲပြီးရင် essay question English essay မှာခုနဟင်းဆက်လေးပြောသွားတယ် scholarship essay တွေကိုပြီးတာဆိုတော့ကျွန်တော်တို့ဘယ်လိုအမှတ်ပေးလဲတော့ကျွန်တော်မသိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော် personal မြင်နဲ့ပြောလို့ရှိရင်တော့ဒီcontent ကိုလည်းပို့ပြီး content ကိုလည်းနည်းနည်းလေးအသေးစိတ်ပြီးရေးစေချင်တယ်ပေါ့ဘာလို့ဆို scholarship ဆိုရင်ကိုကဘာကြောင့်ဒီ scholarship ကိုစိုက်တင်တာလဲဥပမာ US university community ကိုဘယ်လို benefit လုပ်မှာလဲဒီမျိုးမျိုးနေပြီးတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါတွေမှာကိုကcompact ဖြစ်နေ scholarship essay tips တွေကိုကောင်းကောင်းလေ့လာထားဖို့တော့အကြံပေးချင်တယ်ပြီးကို NUS ဆောက်မဲ့သူတွေဆိုလို့ရှိရင် NUS application university application မှာလေပေါင်essay ရေးရတယ်ဆိုတော့အဲ့မှာကို essay ရေးနေတာရှောက်ရေးခဲ့ပြီးဒီမှာနောက်တစ်မျိုးရှောက်ရေးမယ်ဆိုတော့တိတ်အဆင်ပြေဘူးပေါ့အဲ့တော့ကိုဘာရေးခဲ့တယ်ကိုရဲ့ career aspiration ဆိုတာမျိုးတွေ
ကိုယ့်ရဲ့extracurricular အကြောင်းတွေဆုံးပေါ့နော်ကိုယ်အကြောင်းကိုသိချသိအောင်လုပ်ထားမယ်ဆိုရင်အင်္ဂလိပ်စာအစီအရလေးအဆင်ပြေမယ်လို့ထင်ပါတယ်ပြီးရင် maths ပေါ့ maths ကခုနဟင်းတယ်ပြောပါတယ် GC A level လေးကျွန်တော်တို့ prescribe လုပ်ခဲ့တယ်ဒါပေမဲ့တကယ်ကြောင့်အဲ့ဒါလေးမဟုတ်ခဲ့ဘူးပေါ့နော်တကယ်မေးတော့သူမေးချင်တာမေးတာပဲဆိုတော့maths ကတော့ကျွန်တော်အဲ့မိကွာဖြေရခက်ဆိုတော့ကျွန်တော်လာမေးလို့ရှိရင်ဘာပြင်ဆင်ရအောင်လဲဆိုတော့ကျွန်တော်ဘာပြန်ပြောလို့ပြောမသိဘူးဟုတ်ဆိုတော့သူတို့ကဘာ base scope ထဲမေးမယ်ဆိုပြီးတော့အတိအကျမရှိဘူးပေါ့နော်မရှိဘူးဆိုတော့ကိုက generally တော်တော်များများဟိုဘယ်လိုတော်တော်များများကိုဖြေနိုင်လို့ပဲစူးစမ်းထားမှာပေါ့ပြီးတော့နောက်တစ်ခုကဒါပေမဲ့တစ်ခုရှိတာကျွန်တော်ဒီ masters မှာ calculator လေးမသုံးပါဘူးပေါ့calculator လေးမသုံးပါဘူးဖြစ်တဲ့အတွက်ကျွန်တော်ကအရင်high level math concept တွေနဲ့ဖြေရတာမျိုးထက် critical thinking ကိုပို့ပြီးတော့ဦးစားပေးတဲ့ question မျိုးတွေမေးသွားတယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ကို critical thinking နဲ့ critical thinking ကိုများများသုံးချရတဲ့ question မျိုးတွေပို့ပြီးတော့လေ့လာထားမယ်ဆိုတော့အဆင်ပြေမယ်လို့ထင်တယ်နောက်ဆုံးတစ်ခု IQ test ပေါ့ IQ test ကတော့ကျွန်တော်မြင်တော့အရင်တော့မခတ်ပါဘူး15မိနစ်လောက်ပဲရှိတာဒီ diagrammatic reasoning လိုအမျိုးလေးလေ့ကျင့်ခိုင်းတော့ဟုတ်ကဲ့ပါဆိုတော့မထင်တာမပါဘူးဆိုရ CS က computing coding နဲ့ coding တွေမဲ့ math heavy ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ CS ကနေလာပြီးရွေးရဲ့အကြောင်းအနေနဲ့သူတို့ uni တွေကနေပြီးတော့တရားရဲ့ MA တွေက concept တွေပါယူလာပြီးတော့ပညာစမ်းတဲ့တဘောလည်းဖြစ်ရင်ဖြစ်မယ်ထင်တယ်ဆိုတော့မောင်လေးညီမလေးအနေနဲ့ဒါ uni ဘက်က math syllabus တွေလည်းထည့်ပြီးတော့ကြည်ထားနိုင်တယ်ဆိုလို့ရှိရင်တော့ဒါပို့ပြီးတော့ prepare ဖြစ်မယ်ထင်တယ် H2 math test ဆိုင်ဟုတ်ပါဆိုအမလည်း engineering တက်တော့အမရဲ့ engineering maths H2 mathematics A level ဖြေခဲ့ရတယ် engineering ရဲ့ basic maths ကdifference ကတော်တော်လေးကြီးရပေါ့နော်ဆိုတော့ပထမဆုံးကိုက H2 maths မှာတော့တော်ဝင်မဲ့ uni maths တွေရောက်တော့မနေ့ဘာတွေတင်နေမှမသိတော့လောက maths ကလောကပြောင်းသွားဆိုတော့အဲ့လိုမျိုးတော့ shock တော့နည်းနည်းရသွားတယ်လို့ပြောလို့ရတယ်ဟုတ်ကဲ့ပါပြီးတော့မောင်လေးတို့နှစ်ယောက်စလုံးကဒီမြန်မာကျောင်း12တန်းစာနေပြီးတော့ဒီ aptitude test အတက်ဖြေရတာပေါ့နော်ဆိုတော့ခုနကပြောသွားတယ်လို့တင်ချာနဲ့ပတ်သက်ပြီးတော့ကွာခြားချက်တွေရှိရဲမှာအင်္ဂလိပ်စာဆိုလဲရိုးရိုး essay ရေးရမျိုးမဟုတ်ဘဲနဲ့ကိုယ့်ကို content တွေthinking လုပ်ပြီးရေးရတဲ့ personal statement တွေမျိုးရှင်းပြောရရင် personal statement 5ခုကို personal statement မတောင်းဘဲနဲ့အင်္ဂလိပ်စာထဲမှာထည့်မေးသွားသလိုမျိုးဖြစ်နေတာဆိုတော့အကယ်လို့ဒီ samuel ကိုတစ်ခေါက်ပြန်ပြီးတော့ပြင်ဆင်ရမယ်ဆိုလို့ရှိရင်ဘယ်လိုတွေပြန်ပြီးတော့ဒီအတွက် prepare လုပ်မလဲပေါ့နော်ပြီးတော့ဘာတွေကိုအဓိကရှောင်မလဲပေါ့အဓိကဘယ်လို prepare လုပ်မလဲဆိုတာထက်မလုပ်တော့မယ့်အရာလေးတွေများစဉ်းစားမိရရှိလားမသိဘူးခုနကျွန်တော်ပြောခဲ့သလိုပဲပေါ့နော်ဟို scope အပြင်ဘက်ကဟာကျွန်တော်သိမကြည့်ပြခဲ့ဘူးခင်ဗျာသူပြောတဲ့ H2 syllabus ကိုအဓိကဒါဦးစားပေးကြည့်ခဲ့တာပေါ့နော်ဘာလို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဥမာမြန်မာကျောင်းပေါ့နော်မြန်မာကျောင်းအနေနဲ့ပြောမယ်ဆိုရင်တို့ကဒီပေါင်တွေကမေးမယ်ဆိုဒီပေါင်တွေကပဲမေးတယ်ပေါ့နော်အခုကဟိုကပြောလိုက် syllabus ကိုကျွန်တော်တို့ကြည့်ထားပေမဲ့မေးလာတော့လေမေးချင်တာမေးတာပဲခုနပြောလို့ဝင်လို့ပြောလို့ပေါ့နော် Olympic မေးခွန်းပုံစံလေးတွေတချို့ပါတယ်ခင်ဗျာပြီးတော့အပြင်ကဒီ geometry နဲ့ပတ်သက်တာတွေပါတယ် H2 level maths မှာ geometry မတွေ့ဘူးပေါ့နော်ဒါပေမဲ့ geometry လည်းသူတို့ထည့်မေးတယ်အများကြီး permutation and combination တော့အဲ့လည်းမေးတယ်ပြီးတော့ trigonometry လည်းအများကြီးမေးပါတယ်ခင်ဗျာကျွန်တော်ဘာပြင်ခြင်းလဲဆိုလို့ရှိရင်ဒီ geometry ဘက်ကိုတေချာအားမပြုခဲ့တဲ့အတွက်တချို့မေးခွန်းတွေမဖြေနိုင်ခဲ့ဘူးပေါ့နော် geometry ကိုသူတို့30ခုလောက်တော့မေးသွားတယ်ခင်ဗျာ100ခုမှဆိုလို့ရှိရင်အဲ့တော့ဒါလေးတွေအားမရခဲ့တဲ့အတွက်အခုလာမယ့်ညီမတွေဆိုလို့ရှိရင်အကုန်လုံး down ဆိုအောင်ပြင်ထားရင်တော့ပိုကောင်းမယ်လို့ထင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကဲ့ပါမင်းတို့အနေနဲ့ဘာများထပ်ပြီးတော့ကိုယ့်အတွက်ပြင်ဆင်ရမယ်ဆိုပြင်ချင်တာတွေထပ်ထည့်ချင်တာတွေရှိလဲမသိကျွန်တော်လည်းတူတူပါပဲအင်္ဂလိပ်စာတော့အရင်ဆောင်လိုက်ရမရှိဘူးပေါ့နော် math ကကြတော့ math ကကြအ geometry ဘိုင်းတွေတော့လုံးဝမကြည့်ခဲ့မိဘူးကြည့်ခဲ့မိဆို practical မှာလည်းမပါဘူးပေါ့နော်ပြီးတော့ဒီ syllabus ဒီသူတို့ပေးထားတဲ့ syllabus တွေမှာလည်းမပါဘူးဆိုတော့အဲ့ဘက်လုံးဝလွတ်သွားတဲ့ဘိုင်းဖြစ်သွားတာပေါ့အဲ့တော့အဲ့ geometry ဘိုင်းတော့ပို့ပြီးတော့ဦးစားပေးပို့ပြီးတော့ပြန်ကြည့်ပြလောက်တယ်ပြီးရင် trigonometry ဘိုင်းတွေလည်းပို့ပြီးတော့ကြည့်ပြလောက်တယ်ပေါ့နော်ပြီးရင် time management ကိုလည်းပို့ပြီးတော့ view site ဖို့ကြိုးစားဖို့အဲ့ဆိုကျွန်တော်ဒီ IU test မှာတော့ဆိုလို့ရှိရင်တော်တော်မြန်ပြီးသွားတယ်ကျွန်တော်တော်တော်များပါတော့ဖြည့်ရသူတော်တော်မြန်ပြီးသွားတယ်အချိန်ပထမဆုံးဖြည့်ရလေးဖြစ်တယ်သူတို့ဘက်ကနေပြီးတော့ဒီဘယ်လိုပြောမလဲ IU test ကအချိန်ဘယ်လောက်ရောက်နေပြီမိကုံမတစ်ခုကျန်နေဆိုတော့ကျွန်တော်မမြင်ရဘူးဒီတိုင်းပဲဖြည့်ပါပြီးသွားရင်လည်းအချိန်ကိုပြန်သွားလို့မရဘူးပြန်သွားလို့မရဘူးဆိုတော့အစောကြီးပြီးသွားပြီးတော့ပြန်လဲဆက်လို့မရဘူးဖြစ်သွားတယ်ကျွန်တော် time management ကိုလည်းနည်းနည်းပို့ပြီးတော့ game site ဖြစ်မယ်ဆိုပါတယ်ကဲ့ပါအဲ့ဆိုအမငယ်ငယ်က scholarship တက်ဖြစ်ရ IQ test နဲ့ပြောင်းပြန်ပါအမတို့ကကြတော့မိကုံအများကြီးကိုအချိန်နည်းနည်းလေးပဲပေးပြီးတော့ဘယ်လောက်များများဖြေနိုင်လဲပြန်စစ်တာဆိုတော့ဒီ IQ test ကနည်းနည်းထူးခြားရတယ်လို့ပြောလို့ရတယ်ပေါ့ဟုတ်
ဆိုတော့အဲ့အရာကြီးပြီးသွားတဲ့အခါ attitude test လည်းဖြစ်ပြီးသွားရင်အောင်တယ်ဆိုရင်ဒါ interview အဆင့်ရောက်ပြီပေါ့နော်ဆိုတော့ဒီ interview မှာမောင်လေးတို့ဖြေခဲ့ရတဲ့အခါမှာသူတို့မေးတဲ့မေးခွန်းတွေကပေါ့နော်ဘာကိုဦးတည်ပြီးတော့မေးနေရလို့ထင်လဲပေါ့နော်သူတို့ဘာကိုရှာနေရလဲပေါ့ဒီကျောင်းသားရှိမှာဘယ်လိုမျိုးထင်လဲမသိဘူးကျွန်တော်မြင်ရပြောရလို့ရှိရင်ကျွန်တော်ဖြေခဲ့တဲ့ဟာအရဆိုလို့ရှိရင် तू က integrity ကြည့်တာပေါ့နော်ဒီ scholarship form မှာတခုဖြည့်ခဲ့တယ် application form မှာလည်းကိုယ့်အချက်လက်တွေဖြည့်ခဲ့တယ်အဲ့ဒီအကြောင်းတွေကိုအဓိကအခြေခံပြီးဆက်မေးတယ်ခင်ဗျအဲ့ရနေပဲဒါတွေဘယ်လိုဖြစ်ခဲ့လဲအဲ့အပြင်ဘာဖြစ်သွားလဲအဲ့ဒါပြောဘာဖြစ်သွားလဲပေါ့နော်အဓိကကိုဖြည့်ခဲ့တဲ့အချက်လက်တွေမှန်လဲစစ်တာပါမယ်တင်တယ်ပြီးတော့ तू က personality စစ်တယ်ပြီးရင်ဒီ basic English communication ပေါ့နော်အပြန်အလှန်ဘယ်လောက်ပြောနိုင်လဲဆိုတာကိုသူတို့စစ်တယ်အဲ့လောက်ပါပဲခင်ဗျအဓိကကတော့တာမန်ဖြေနေကြဒီ scholarship interview တွေလောက်တော့ pressure မများဘူးပေါ့နော်သူအဓိကစစ်တာကဘာလဲဆိုတော့ခုနကကျွန်တော်ပြောသလိုပဲကိုဖြည့်ခဲ့တဲ့အချက်လက်တွေမှန်ကန်မှုရှိရဲ့လားဆိုတာကိုသူတို့နှိုင်းရွှေ့မေးပြီးတော့စစ်ပါတယ်ခင်ဗျပြီးတော့ဒီ computer science နဲ့ပတ်သက်ပြီးတော့တကယ်ဝါသနာပါရဲ့လားလဲ interview မှာထည့်မေးလို့ရှိတယ်ပေါ့နော်ဟုတ်ကဲပါဆိုတော့ကိုကခုနကမောင်လေးတို့ပြောသွားတဲ့ English test မှာလည်းဒီ personal statement လိုမျိုးကြီးထည့်ရတယ် NUS တို့ NTU မှာလည်းဒီ personal statement တွေ CV ရတင်ထားရတယ်ဆိုတော့ဒီကိုစပြီးတော့လျှောက်တဲ့ process တွေကနေဆုံးတဲ့ဒီကိုယ့်ရဲ့ storytelling က consistent ဖြစ်ရမှာပေါ့နော်ဆိုတော့အဲ့ storytelling က consistent ဖြစ်အောင်မကဘဲနဲ့ကိုဘာရေးထားလဲကိုမှတ်မိပြီးတော့ဒီချာလေးပြန်ပြီးတော့ package လုပ်ပြီးပြောနိုင်ရမှာဒါ interview မှာကိုတည်ထားတဲ့ဟာမျိုးပေါ့ဟုတ်အဲဆိုမောင်လေးဝင်းထုတ်အနေနဲ့ကတော့ဘယ်လိုထင်လဲမသိဘူးသူတို့ဘာကိုအဓိကထားပြီးထားရလဲဆိုတော့ Yeah scholarship interview သဘောတရားအတိုင်းပဲပေါ့နော် essay မှာပါရေးထားတယ်ခုနအင်းဆက်ပြောလို့ပဲကို CV မှာပါရေးထားတယ်ဆိုတာကိုအဓိကမေးတာပေါ့အဲ့တော့ဥပမာ CV မှာwebsite လုပ်နိုင်တယ်ပေါ့နော်အဲ့တော့ coding ဘာတွေပဲ language တွေပေါ့ကျွမ်းကျင်ပါတယ်လို့ရေးထားလို့ရှိရင် screen share ပြီးတော့ coding လုပ်ခိုင်းလိမ့်မယ်အဲ့ကြတော့ကိုယ်အရင်က Python advanced level ထိရောက်နေပါပြီ။ဘာညာပြောထားပြီးတော့ coding လောက်ခိုင်းတော့ print အဲ့လိုပဲရတယ်ဆိုတော့ရေးတယ်အဲ့တော့ကိုစရေးကြရကိုတကယ်လုံနိုင်တဲ့ဥစ္စာကိုတကယ်ဟုတ်တဲ့မှန်တဲ့ဥစ္စာပဲရေးပေါ့နော်အရင်အထင်ကြီးအောင်ရေးထားတယ်ဆိုလို့ရှိရင် interview ကြနည်းနည်းအခက်တွေ့နိုင်တယ်ပေါ့ကျွန်တော်တို့ကဆိုလို့ရှိရင်လည်းကျွန်တော်နည်းနည်းထူးခြားတဲ့မိကုန်းလေးဆိုကျွန်တော်မှတ်မိတာကျွန်တော်ကမေးလဲဆိုတော့ကျွန်တော်ရဲ့policy making ကိုစိတ်ဝင်စားတာပုံဘူးလားအဲ့ဘာလို့ politics မလေ့လာပဲနဲ့ computer science ကိုလေ့လာတာလေပေါ့နော်အဲ့တော့ဘာလို့ဆိုကျွန်တော်ကဒီကျွန်တော်ရေးထားတဲ့ဟာတွေထဲမှာ community survey ကြောင့်နေအများကြီးဖြစ်နေတဲ့အခါကျတော့အဲ့ဒီဥစ္စာကိုမေးပါတယ်ပေါ့ကိုကအဲ့လိုမျိုးမေးခွန်းတွေကိုအဲ့တော့ interview ဖြေခင်မှာဆိုကိုဘာရေးခဲ့တယ်ဘာတင်ခဲ့တယ်ဆိုတော့တစ်ပြန်ကြည့်ပေါ့နော်ပြန်ကြည့်ပြီးရင်ကိုဘယ်လိုမေးခွန်းတွေလာနိုင်လဲပေါ့ကိုရေးထားတာပေါ့မူတည်ပြီးတော့အဲ့လိုမေးခွန်းတွေမေးတဲ့အခါကျဘယ်လိုပြန်ပြီးတော့ဖြေရှင်းမလဲပေါ့အဲ့ဒါကိုတော့အဓိကမေးတာပေါ့ဟုတ်အဲ့ကိုရေးထားတဲ့ဟာကိုမှတ်မိပြန်ပြောရတော့သူတို့ရဲ့ long standing tradition လို့ပြောရမလားပဲပေါ့နော်အမဖြေတော့လည်းအမ English essay ရမှာထည့်ရေးခဲ့အဲ့experience အကြောင်းကို interview ရောက်တော့နင် essay ရမှာအဲ့လိုရေးထားတယ်ပေါ့နော်အဲ့ဒါတကယ်ဘယ်လိုမျိုးဖြစ်တာလဲအဲ့ဒါကိုဆက်ပြောပြဆိုလုံးဝ shock ရပါတော်တရားကိုမှတ်မိလို့တည်ရမလားအဲ့လိုမျိုးရေးပြီးမေ့ခဲ့လို့ရှိရင်သူကလိမ်နေရလားဘာလားဆိုအဲ့လိုဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါဆိုတော့အဲ့မှာကိုကခုနကမှလေးပြောသလိုပေါ့နော်ကိုလင်းထိုင်ခိုင်းတာလည်းရှိရဲဒါမှမဟုတ်လို့ရှိရင်ဒီ personal ဖြေရတယ်လည်းရှိရဲပေါ့နော်ဆိုတော့အဲ့ interview တစ်လျှောက်မှာကိုအနေနဲ့ကိုပြန်သုံးသပ်ရမယ်ဆိုရင်ကိုချပြနိုင်ခဲ့ strong suit ဒါမှမဟုတ်လို့ရှိရင်ကိုပြင်လို့ရမယ်ဆိုပြင်ဆင်ခြင်းနဲ့ weakness အချက်လေးတွေများရှိတာပေါ့ကိုဖြေခဲ့တဲ့ဟာကိုအဲ့အအတွက် prepare လုပ်တဲ့ဟာတွေမှာinterview preparation process အတွက်ကျွန်တော် interview ဖြေခင်မှာ2ရက်3ရက်လောက်ပေါ့နော်ဒီ YouTube က video တွေရှာပြီးတော့အဲ့လို professional interview တခု scholarship interview ဘယ်လိုဖြေရမလဲဆိုတာလိုက်ကြည့်ရပါတော့ပြီးတော့တကယ်ချင်းတယောက်နဲ့အပြန်အလှန်ပြောကြည့်ရခင်ဗျအဲ့မဖြေခင်ညမှာပေါ့နော်တကယ်ဖြေရဲ့နေ့မှာအဲ့လိုပြောလိုက်လို့လားမသိဘူးပေါ့နော်ကျွန်တော်ကိုယ်တိုင်ကတော့ဒီအခက်ခဲတော့အရင်မရှိခဲ့ဘူးခင်ဗျဘာအားရခဲ့လဲဆိုတော့သူကခုနကဝန်ထုတ်ပြောသလိုပဲပေါ့နော်ကျွန်တော်ကပြောရမယ်ဆိုလို့ရှိရင်မြန်မာကျောင်းဆိုလို့ရှိရင်ဒီ computer science ကသင်ရမယ့်ဘာသာရပ်ထဲမှာလည်းမပါဘူးဗျာဘာတော့ငယ်တဲ့ဝါသနာပါလာတာဆိုလို့ရှိရင်လည်းမဟုတ်ဘူးငယ်တဲ့တိခဲ့ဘာသာရပ်လည်းမဟုတ်ဘူးအဲ့တော့သူကကျွန်တော်ရေဥမာဆိုလို့ရှိရင်စနေရတိရက်တယ်ဒါမှမဟုတ်ပြပြိုင်ပွဲဝင်ခဲ့တယ်ညပြိုင်ပွဲဝင်ခဲ့တယ်ပေါ့နော်အဲ့ဒီဟာတွေကဒီဟာနဲ့ဘယ်လိုဆက်ဆက်လဲဆိုတာသူတို့မေးတယ်ခုနကဝန်ထုတ်ပြောသလိုအဲ့လိုမေးလို့ရှိရင်ကိုကရှောင်ပြီးတော့ဖြေနိုင်ရမယ်ပေါ့နော်အမှကျွန်တော်ဆိုလို့ရှိရင်စနေရတိရဘာညာဝါသနာပါတယ်ပေါ့ဘာဖြစ်လို့ computer science ကိုဝါသနာပါတာလဲဆိုပြီးတော့အဲ့လိုမေးတာပေါ့နော်ကျွန်တော်ကပြောခဲ့တယ်ဆိုတော့ဒါ creative freedom ဆိုရဲ sense တစ်ခုပေးတဲ့အတွက်ဒါ creativity ကိုအားထားတဲ့အတွက်ကျွန်တော်ဒါဝါသနာပါပါတယ်လို့ပြောလိုက်တယ်အဲ့ခါကျတော့အဲ့ဒါကိုလက်ခံကြတယ်ပေါ့နော်အဲ့အဖြေကိုလက်ခံကြတယ်အဲ့တော့အဲ့လိုမျိုးပဲကို hobby တစ်ခုရှိတယ်
မဆိုင်ဘူးလို့ထင်ပေမဲ့လည်းဒီဟာကိုကွန်ပျူတာဆိုင်းဘယ်လိုဆက်ပြီးတော့ပြလို့ရမယ်ဆိုတာကြိုပြီးတော့စဉ်းစားထားသင့်တယ်ထင်ပါတယ်ခင်ဗျအင်တာဗျူးမဖြစ်ခင်နဲ့ဟုတ်ကဲပါမောင်လေးဝင်းထုတ်အနေနဲ့ကိုအားရခဲ့တာဒါမှမဟုတ်ရှင်ကိုတိတ်ပို့ပြီးတော့ပြင်ချင်တဲ့ weakness များရှိလားမသိဘူးဒီ interview process နဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းပုံစံတော့နည်းနည်းတော့တူတယ်သူဖြစ်တယ်ဖြစ်ပြနေတယ်ကျွန်တော်ကျွန်တော်ပြင်ဆင်တော့ကြာတော့ကျွန်တော်ရောက်တော့ကျွန်တော် AI နဲ့ပဲAMV AI voice call နဲ့ပဲကျွန်တော်လေ့ကျင့်ပြတာများတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီ NUS မှာရှိတဲ့ senior တယောက်နဲ့mock interview လေးတစ်ခုလုပ်လိုက်တယ်ပေါ့အဲ့မှာပေါ့အများကြီးပို့ပြီးတော့confidence ပို့ပြီးတော့ရှိတာတယ်ပေါ့တကယ်ဖြည့်တဲ့ခါကျတော့လေခုနဟိန်းလေးထက်ကဒီသူ့ရဲ့အတွေ့အကြုံတွေကနေမေးလို့ပဲကျွန်တော်ဆိုလည်းခုနပြောရမေးကုန်ပေါ့ဘာကြောင့် politics မလေ့လာပဲနဲ့ဘာကြောင့် computer science ကိုလေ့လာရလဲပေါ့အဲ့လိုမေးခွန်းမျိုးဖြေတဲ့အခါမှာကိုကဟိုအချက်ကြကြနဲ့ကိုတကယ်အဲ့ဒီဥစ္စာတွေကိုလည်းကိုတကယ်ဝါနာပါလို့လုပ်ခဲ့တာဖြစ်တယ် computer science ကိုလည်းတကယ်ဝါနာပါတယ်ဆိုတဲ့အကြောင်းဖြေနိုင်မှုကတော့အရေးကြီးဆုံးပေါ့နော်ကျွန်တော်မှတ်မိသလောက်ဆိုကျွန်တော်ဖြေခဲ့တာကျွန်တော် politics ကိုစိတ်ဝင်စားတာမဟုတ်ဘူး policy making လုပ်ချင်တာမဟုတ်ဘူးဒါပေမဲ့ဒီနိုင်ငံမှာလိုအပ်နေတဲ့အပိုင်းတွေမှာကျွန်တော် serve လုပ်ပေးနေတာပေါ့ဒီလောက်တနေရာနေပြီးကူညီပေးခြင်းနဲ့ဆန္ဒရှိတာပေါ့အဲ့အတွက်ကြောင့်ကျွန်တော်ဒီ computer science ကိုဒီလေ့လာပြီးသွားတဲ့အခါကျတော့ကျွန်တော် social entrepreneur တယောက်အနေနဲ့ဘာတွေပြန်လုပ်ပေးနိုင်ပါလဲပေါ့ဘာတွေပြန်လုပ်ဖို့အတွက်ရည်ရွယ်ထားပါတယ်ပေါ့အဲ့တော့ကိုလုပ်ခဲ့တဲ့အတွေ့အကြုံကဒီ service wire community နဲ့ဘာမှမဆိုင်ဘူးပေါ့နော်ဘာမှမဆိုင်ဘူးဆိုပေမဲ့အဲ့ဒါကိုရအောင်ဆက်ဆက်ပြီးတော့ပြင်နိုင်ခဲ့တယ်ဆိုလို့ပြင်နိုင်ခဲ့တာအမှတ်တစ်ခုဒီအားသာချက်တစ်ခုလို့ပြောရရတယ်ပေါ့ကျွန်တော်အားနေကြဆိုရင်တော့အဆင်ပြေဖြစ်သွားတယ်တစ်ခုကကျွန်တော် interview ဖြေတဲ့အချိန်မှာကျွန်တော်အရန်စိတ်တွေလှုပ်ရှားတယ်ပေါ့နော်အရန်လူကလည်းအဲ့လိုတော်တော်ခုန်နေအဲ့လိုဆိုတော့သူတို့မေးတဲ့အချိန်မှာကျွန်တော်အစပိုင်းမှာဆိုရင်မေးခွန်းတော်တော်များများအရန်မြန်အောင်ဖြေလိုက်တာရိုးရိုးဆိုလို့ဖြေကအရန်မြန်အောင်ဖြေသူတို့နားမလည်နှစ်ခေါက်သုံးခေါက်ပြန်မေးရတယ်အဲ့လိုမျိုးဖြစ်သွားတယ်ပေါ့နော်ဆိုတော့interview ဖြေမဲ့သူတွေလည်းစိတ်အေးထားပြီးတော့ဖြေစေချင်တယ်ပေါ့နော်prof ကလည်းရင်းတော့6အဲ့လိုဖြေ6ပြီးတော့မေးပါပုံမှန်ပဲပြောချင်တယ်မေးရအောင်အဲ့စိတ်အေးထားပြီးတော့တက်နိုင်ဆုံးလို့ဖြေစေချင်တယ်ဟုတ်ကဲ့ပါဆိုတော့မော်လေးကိုဒီ interview ထဲမှာဒီခုနကပြောသားဆိုကိုယ့်ရဲ့ experience တွေမေးရ personality လည်းမေးရပေါ့နော်အဲ့ဒါအပြင်ကိုဒီသူတို့နိုင်ငံပြောင်းရွှေ့ပြီးတော့ abroad မှာစာသင်ဖို့အတွက်survive ဖြစ်နိုင်လားမဖြစ်နိုင်လားဆိုရယ်မိကုန်းတွေရောထည့်ပြီးတော့မေးတည်လောက်မှာသူမှတယောက်တည်းနေရမယ်ဆိုရင်နေတက်လာတော့ဒါမှမဟုတ်လို့ရှိရင်ဒီ somewhere မှာအမှတ်မကောင်းလို့ရှိရင်ဘယ်လိုမျိုးလုပ်မလဲပေါ့ဒီ mentality ဘိုင်းနဲ့ပတ်သက်ပြီးတော့ train ဖို့အတွက်သူတို့ကြည့်ဖို့အတွက်မေးတဲ့မိကုန်းတွေရောဖြေခဲ့ရသေးလားမသိဘူးဘာလို့လဲဆိုအမတို့ကအဲ့လိုဖြေခဲ့ရအမတို့ကငငယ်တော့သွားတာဆိုတော့မိဘမရှိရင်တယောက်တည်းနေနိုင်လားတို့ဒါမှမဟုတ်လို့ရှိရင်ဟို somewhere ကြာရင်ဒါမှမဟုတ် somewhere အမှတ်မကောင်းလို့ရှိရင်ဘယ်လိုပြင်ဆင်မလဲပေါ့နော်ဆိုတော့အဲ့လိုမျိုးနဲ့ဆိုင်တဲ့မိကုန်းလေးရောတွေးခဲ့ရသေးလားမသိဘူးဒီ university level မှာကြာတော့ကျွန်တော်မေးတဲ့အချိန်မှာတော့မပါဘူးခင်ဗျအဲ့လိုလေဟုတ်အဲ့လို resilience နဲ့ပတ်သက်တာတွေတော့တိတ်တော့မပါသွားဘူးပေါ့နော်resilience နဲ့ပတ်သက်တာဆိုရင်ကျွန်တော်အဲ့လိုပေါ့အစ application form ဖြည့်ကြရပေါ့နော်ဘာကြည့်လဲဆိုတော့ဒီ NUS ရဲ့ value တွေဆိုတာကျွန်တော်ရိုက်ရှာလိုက်တယ် Google မှာအမှ resilience ဆို innovation တို့ပေါ့နော် integrity တို့အဲ့လိုရှိတယ်ဗျာအဲ့၅ခုရှိတယ်အဲ့တော့အဲ့၅ခုနဲ့ပတ်သက်တဲ့ဟာ၅ခုကိုကျွန်တော်ကဒီ essay question မှာ၅ခုပြည့်အောင်ရေးပေးတယ်ပေါ့နော်အဲ့တော့အဲ့ထဲဟာကိုပြန်ထုတ်မိတယ် resilience ဘိုင်းကိုထုတ်မိတယ်ကျန်တဲ့ဟာတော့မမေးဘူးခင်ဗျအဲ့ resilience ဘိုင်းကိုအဓိကထားပြီးတော့ဆွဲပြီးတော့မေးတယ်ဘယ်လိုတွေဖြစ်ကြော်ခဲ့တယ်ပေါ့အဲ့ဘာဖြစ်လို့လဲဘာလို့အဲ့လိုဖြစ်သွားတာလဲကိုကအဲ့ရနေဘယ်လိုသင်ခန်းစာရတယ်အခုဘာလုပ်မှာလဲဘာညာအဲ့လိုမေးလေးရှိတယ်ခင်ဗျအဲ့တော့ကိုယ့်ရဲ့အတွေ့အကြုံကနေပဲသူဆွဲပြီးမေးမယ်လို့ထင်ပါတယ်ဒါပေမဲ့ resilience ဘိုင်းကတော့မေးလေးရှိပါတယ်ခင်ဗျဟုတ်ဟုတ်ဆိုအထူးသဖြင့် NUS က academically rigorous ဖြစ်တော့သူတို့လူတစ်ယောက်အနေနဲ့ဒီ challenge တွေမဖြတ်ကျော်နိုင်ဘူးဆိုရင်သူတို့အတွက်၄နှစ်အတာခေါ်လာမှလည်းနည်းနည်းပို့ပြီးတော့ခက်ခဲမဲ့ထင်တယ်ပေါ့နော်ဆိုတော့မော်လေးဝတ်ထုတ်အနေနဲ့ရောဗာ add on လုပ်ဆရာရှိသေးတယ်မသိကျွန်တော်တွေမှလည်းအဲ့လိုတော့မပါပါဘူးဗျအစေးအကြောင်းတွေ career exploration အကြောင်းတွေ career goal အကြောင်းတွေပေါ့နော်အဲ့ဒါတွေပဲအဓိကမေးသွားတာပဲနိုင်ငံခြားမှာနေလို့အဆင်ပြေပါမလားဆိုတော့မေးခွန်းလည်းကျွန်တော်မှတ်မိရတယ်ကျွန်တော်ဘာပြီးပါလဲဆိုတော့ဒီမှာပြီးပြန်လာပါလားဆိုတော့မေးခွန်းတစ်ခုတော့ပြီးသွားတယ်ဒီနေ့တော့ရေးရအောင်လေကျွန်တော်ပြန်လာမယ်လို့ပြောတော့မကြောက်ဘူးလားတဲ့ကျွန်တော်အဲ့ဒါတော့သူတို့ဒီတိုင်းပဲစိတ်ထဲပေါ်လာလို့မေးလိုက်တာလားတော့ပြောချင်ဟုတ်ကဲ့ပါဆိုတော့ဒါဆိုရင်ဒီ interview တစ်ခုလုံးကဒီ personality test ဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ experience နဲ့ကိုယ့်ရဲ့ဒီ track record နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ skills တွေကို verify လုပ်တဲ့သဘောလို့ပြောလို့ရတာပေါ့နော်ဒီလိုမျိုး personality နဲ့ mentality ကိုအရင်စစ်တာမျိုးထက်ဆိုတော့တချို့ interview တွေနဲ့ရောနည်းနည်းလေးကွာနိုင်မယ်လို့တော့ထင်တယ်ပေါ့နော်ပြီးတော့မောင်လေး
ဒါကတော့ process ကတော့ဒီလောက်ပဲပေါ့နော်ရွေးလို့ selection ရသွားပြီဆိုတော့မောင်လေးတို့ညတော့ computer science တက်နေရအမအနေနဲ့ဆိုတာအမရဲ့လုံးဝမရရဲ့ပေါ့ major ပေါ့နော် CS တန်အမကလည်းယူရတယ်ယူရောဆိုပြောင်းတက်နေတာဆိုတော့နှစ်ယောက်လုံးကဒီခုနကပြောလို့ပဲငငယ်တွေကလည်းအဲ့လို coding experience အများကြီးရှိလို့တော့မဟုတ်ဘူးအဲ့လိုမျိုးအများကြီးတွေးကြုံရှိလို့လည်းမဟုတ်ပေမဲ့ဒီ computer science major ကိုအဲ့လိုမျိုးဘယ်လိုဖြစ်လို့ရွေးဖြစ်သွားရလဲပေါ့နော်ဒီ scholarship ကအများကြီးဒီ decision ကို influence ဖြစ်တာလားဒါမှမဟုတ်လို့ရှိရင်ဒီဟာကိုရီးယားကစိတ်ဝင်စားသွားပြီးတော့ဒီ scholarship ကိုတွေ့ရောပို့ပြီးတော့ engage ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးဒီ computer science ကိုဘယ်လောက်ထိသဘောကျမှဒါဒီနောက်ကိုလိုက်တင်လဲဆိုတာတိတ်မသေးကြရဲမောင်လေးညီမလေးအတွက် advice ရှိလို့ရှိရင်လည်းပြောပေးပါဦးမျက်စာပြည့်နေဘယ်သူရင်ပြောမှလဲ ကျွန်တော်အနေနဲ့ဆိုတော့ကျွန်တော်ကဒီဒီ NUS ကဒီ computer ကိုပြီးလို့ computer လျှောက်ခဲ့တာမျိုးတော့မဟုတ်ဘူးပေါ့နော်အရင်ကတည်းကဒီ coding experience ကတော့အများကြီးမရှိဘူးဆိုပေမဲ့ဒီလူရေးများတဲ့ major choice တွေလည်းကျွန်တော်ဒီအကြောင်းပြီးတဲ့အချိန်မှာပေါ့နော်ဘယ် major ကိုရွေးရင်ကောင်းမလဲဆိုပြီး reflection လုပ်ကြည့်တဲ့အခါမှာကျွန်တော်သင်္ချာပို့ပြီးတော့စိတ်ဝင်စားရတယ်ပေါ့နော် problem solving တွေပိုစိတ်ဝင်စားတယ်ဒီ computer နဲ့ဆိုင်တဲ့အကြောင်းအရာတွေကျွန်တော်လေ့လာကြည့်တယ်ဒီ webinar တွေကျွန်တော်လိုက်တက်ကြည့်တယ်ပြီးရင်ဒီ coding course တွေပေါ့နော်basic course တွေကျွန်တော်လိုက်တက်ကြည့်တယ်ဆိုတော့အဲ့လိုတက်ကြည့်တဲ့အခါမှာ okay ဒီကတော့ကိုယ်နဲ့အဆင်ပြေလောက်တယ်ပေါ့နော်ကိုဒီဟာကိုစိတ်ဝင်စားတယ်လို့ထင်တယ်ဒီပြီးရင်industry trend တွေအရာကြည့်မယ်ဆိုလို့ရှိရင်လည်း grading major တွေကတခြား major အများစုထပ်ပို့ပြီးတော့ဒီ job demand တွေရောပါတယ်ပို့ပြီးတော့ကောင်းတယ်ပေါ့ဆိုတော့ဒါဆိုလို့ရှိရင်တော့ကျွန်တော်အဲ့အကြောင်းအရာတွေကြောင့်ကျွန်တော်ရွေးပြီးခဲ့တာပေါ့ကျွန်တော်မြန်မာမှာလည်းဒီ computer science ကိုပဲဒီလာနေခဲ့တာဖြစ်တယ်ပြီးတော့ဒီ NUS အပြင်တခြားနိုင်ငံတက်တွေမှာလည်းကျွန်တော်ရှောက်ခဲ့တယ်ပေါ့နော်ရှောက်တာလည်းကျွန်တော်ဒီ computer science နဲ့ပဲကျွန်တော်ရှောက်ခဲ့တာပေါ့ဆိုတော့နောက်လူတွေအနေနဲ့ဘယ်လောက်ထိ passionate ဖြစ်မှလေ့လာသင်လဲဆိုတော့ကိုလေပြအဓိကတော့ mentally prepare ဖြစ်တယ်ဆိုရပါပြီ mentally strong ဖြစ်တယ်ဆိုရပါပြီအဲ့တော့လမ်းတော့မှလည်းစိတ်ယောဂတွေပါရပါတယ်ပေါ့နော်စာရရလာလို့ရှိရင်အဲ့တော့ကိုတကယ်လုံးကကိုယ့်ရဲ့ကိုက data ပေါက်ရှိတယ်ကိုဒီဘက်ဝယ်ကိုသွားခြင်းတယ်ကိုဒီဟာဝယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ဘယ်လိုခက်ခဲပဲတွေ့ရအောင်ကြိုးစားပါပေါ့နော်အဲ့ဒါဆိုတော့ကိုကတော့ passionate ဖြစ်ဖို့တော့လိုတာပေါ့ဒီတိုင်းပဲဒီမှာအရာတက်ခိုင်းလို့ဒီတိုင်းပဲ US မှာလာတက်ချင်လို့ဒါကိုတက်လိုက်တယ်လို့ဆိုရင်တော့အဲ့လိုမျိုးတော့ဖြစ်စီတယ်ကိုတကယ်တော့ဝါနာပါရဆိုတော့ပါပဲဆိုတော့ကဲပါရေးလည်းစိတ်တော့မကြပါနဲ့ year 1 sem 1ပဲရှိသေးရဲ့ဆိုတော့ဒီနေ့ထက်အနေနဲ့ရောဘယ်လိုမျိုးဒီ computer science နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားသွားလဲပေါ့တော့အဲ့ဒီတစ်ချက်လည်းရှင်းပြပေးပါဦးကျွန်တော်ကဒီ covid ကာလမှာဒီပြောမယ်ဆိုရင် ChatGPT ကလူပြပေါ်လာတယ်ပေါ့နော်ပေါ်လာပြီးတော့သူကပြောမယ်ဆိုရင်ဘယ်တော့မှအဲ့လိုကွန်ပျူတာအဲ့လိုပြောမယ် system တစ်ခုနဲ့ပြန်လည်စကားပြောနိုင်မယ်လို့မထင်ထားခဲ့ဘူးပေါ့နော် ChatGPT နဲ့ဆန်းသုံးကြည့်ပြီးတော့မှအရန် NOR ပြီးတော့ AI အကြောင်းကျွန်တော်ဖတ်ကြည့်တယ်ပေါ့နော်ဖတ်ပြီးတော့အဲ့လိုပဲ AI အကြောင်းဖတ်ရင်ကိုယ်လေးမဲ့ရောက်သွားတယ်ကိုယ်လေးကနေပြီးတော့အမှတစ်စင်းဒီ computer science ဘာသာရပ်ကိုဝါသနာပါတယ်ဘလို့ဒါဆုံးဖြတ်ခဲ့တယ်ပေါ့နော်အဲ့တော့ဝါသနာပါတာဖြစ်တဲ့အတွက်ကျွန်တော်အရင်ကစဉ်းစားထားတာဒီမြန်မာနိုင်ငံအကြောင်းပြီးခဲ့လို့ရှိရင်လည်းဒီအောင်စင်းအမှတ်ပဲဖြစ်ဖြစ်ဒါမှမဟုတ်တခြား program တစ်ခုတက်ပြီးတော့ဖြစ်ဖြစ်နိုင်ငံခြားမှာပေါ့နော် computer science program ကိုmajor ကိုယူချင်တယ်လို့ကျွန်တော်ဆုံးဖြတ်ပြီးသားပါခင်ဗျပြီးတော့ဒီ NUS က scholarship program ရောက်လာတဲ့အချိန်မှာဒါပြောရမယ်ဆိုလို့ရှိရင်တော့လိုချင်နေရနဲ့ရလာတယ်တော့ထပ်တူကြသွားတယ်ပေါ့နော်အဲ့တော့ဆန္ဒနဲ့ပေါ့ထပ်တူကြသွားဗျာအဲ့တော့ပြောမယ်ဆိုလို့ရှိရင်အဲ့တော့ဒီ computer science program အတွက် scholarship လည်းရောက်လာတော့ကျွန်တော်လုံးဝဒီအစရှောက်ဖို့ပြင်ထားတဲ့ university application တွေကိုကျွန်တော်ခဏဆိုင်းလိုက်ပြီးတော့ဒီ program ကိုအဓိကဦးစားပေးပြီးလုပ်တယ်ပေါ့နော်အဲ့တော့ခုနကဝန်တော့ပြောသလိုပဲကိုတကယ် passionate ဖြစ်မဖြစ်ဘယ်လိုစဉ်းစားရမလဲဆိုတော့အစိုးရအကြောင်းအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာကဒီမိဘအများစုကအမှတ်များလို့ရှိရင်ဆေးချောင်းသွားခိုင်းတာများတယ်ပေါ့နော်အဲ့ဒါအခုချိန်ကြီးတွေ့ရတယ်ခင်ဗျတကယ်တမ်းကဝါသနာမပိုင်အောင်မြင်မှုဆိုတာတိတ်မဖြစ်နိုင်ဘူးပေါ့နော်ခုနကဝန်ပြောသလိုပဲဒါ mental resilience တွေလိုတာဖြစ်တဲ့အတွက်ကိုဝါသနာပိုင်လို့တကူကိုပြင်ပန်းခံပြီးလုပ်ဖို့ဆိုတာပြောရမယ်ဆိုလို့ရှိရင်ဒါ enjoyment မရှိဘူးပေါ့နော်ပတ်စံရဖို့တက်လောက်ချက်ဒီပတ်စံလည်းရရမယ်ပြီးတော့ကိုယ်လည်း enjoy ဖြစ်တဲ့အလုပ်တစ်ခုဖြစ်ရမယ်ပေါ့နော်အဲ့အတွက်passionate ဖြစ်ဖြစ်ကတော့ခုနကပြောသလိုပဲသူများရဲ့ဖိအားကြောင့်မဟုတ်ပဲねကိုယ်တိုင်တကယ်လုပ်ရှင်ရလားမေးပြီးတော့မှဒါကိုလိုချင်တဲ့မိကြကိုရွေးချယ်တာကောင်းပါတယ်ခင်ဗျဟုတ်ကဲ့ပါ
ကျွန်တော်တို့ကပြောရဲ့ပုံရဆိုရင်ဒါရှောက်မရှောက်ခင်နေဒီ coding basis နဲ့တခြားဒီCS နဲ့ပတ်သက်ပြီးတော့တချို့ basics တွေကတော့ရှိပြီးသားပေါ့နော်ဆိုတော့အမတည့်တလောက်ကတော့သူတို့ဒီဟာရှောက်ပြီးသွားလို့ရှိရင်သူတို့ဘက်ကနေပြီးတော့ NUS ကနေပြီးတော့ဒီဟာအတွက် preparatory course လိုမျိုး module တစ်ခုတက်လို့ရရှိရပေါ့အဲ့ course ကတော့တကယ်တမ်းကို uni ရောက်လာတယ်ဒီတခြားလုံးအတွက်ဘယ်လောက်ထိအထောက်အကူဖြစ်ပြီးတော့အရေးကြီးခဲ့လဲပေါ့နော်ပြီးတော့ဒီဟာအပြင်တခြားပြင်ဆင်ထားလို့ရတဲ့ဟာလေးရှိရဲဆိုဘယ်လိုမျိုးနေရာအနည်းစရမလဲပေါ့နော်အဲ့ဒါလေးလည်းပြောပြလို့ရရင်ပြောပြပါအောင် โอเคကျွန်တော်ပြောရနော်အဲ့တော့အဲ့ course ကကျွန်တော်တို့လုံးဝကြာကျွန်တော်လုံးဝ scholarship ရပြီးတော့မှကျွန်တော်တက်ရတာအခုကျတော့သူတို့ shortlist ဖြစ်တာနဲ့စပြီးတော့တက်ခိုင်းမယ်တက်ခိုင်းပြီးတော့အဲ့ course မှာလုပ်တဲ့အဲ့ course ရဲ့ performance ကိုလည်းဒီ selection process မှာထည့်ပြီးတော့စဉ်းစားမယ်လို့ကြေညာထားတယ်ပေါ့ဆိုတော့အရင်ကထပ်ဆိုင်အခုပို့ပြီးတော့အရေးကြီးပါပြီပေါ့ဒီ scholarship မရခင်ကလေးကစူးစမ်းရတော့မယ်အပိုင်းဖြစ်သွားပြီပေါ့နော်အဲ့တော့ course ကCS standard ဆိုတော့ကျွန်တော်ဒီ NUS မှာ CS standard နဲ့ CS 111တော့နာမည်ကြီးရပါတော့အရင် workload လည်းများတယ်စားလိုက်ခက်တယ်ဆိုပြီးတော့နာမည်ကြီးရပါတော့အဲ့တော့ဒီ course ကဘယ်လိုပြောသူတို့အဲ့ထဲမှာပြောထားတာ MIT introductory course လို့တော့ရေးထားတော့တွေ့တယ်ပေါ့နော်တော်တော်လေးလဲ concept တွေတော်တော်များများကိုလည်း cover ဖြစ်တယ် basic course introduction course လို့ပြောပေမဲ့အကြောင်းအရာတွေအများကြီးလည်းပါတယ်ပေါ့နော်ဥပမာဒီကျွန်တော်အပြင်တင်တဲ့အများစုမှာမသင်ရတဲ့ဒီ theory နဲ့ပတ်သက်တဲ့ concept တွေ theory တွေဟိုလေပို့ပြီးတော့စနစ်ကျသင်ရမှာဖြစ်တယ်ပေါ့အဲ့တော့အဲ့ course ကကျွန်တော်ဒီနောက်ဆုံးကျောင်းရောက်လာတဲ့ခါကျလို့ရှိရင်အဲ့ဒါနဲ့ similar ဖြစ်တဲ့ concept ကိုသင်ရမှာပဲဒီ computer science သမားတွေဆိုလို့ရှိရင် CS1101 ပေါ့ language တော့ပေါ်သွားမယ်အဲ့ course က Python နဲ့သင်တာကျွန်တော်ဒီ computer science သမားတွေကဒီက JavaScript သင်ရမယ်NUS မှာတော့တခြား computing တွေသွားလို့ရှိရင်တော့ Python ပဲပြန်သင်ရမှာဆိုတော့တော်တော်လေးတော့ semester 1တက်လည်းအများကြီးထောက်ကူဖြစ်တယ် semester 1တက်မဟုတ်ဘူးကိုကထားပါတော့ဒီ scholarship မပါခင်ဘူးဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ coding skill development အတွက်တော့အများကြီးထောက်ကူဖြစ်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါမလေးဟင်းလင်းတဲ့အနေနဲ့တော့ထပ်ပြောအဲ့တော့လှုပ်ရှင်တာများရှိလားမသိဘူးဆိုတော့ထောက်ကူတော့ဖြစ်တယ်ပေါ့နော်ဆိုတော့ရှင်ပြောရဆိုတော့ဒီဟာမှာဘာအခက်အခဲဆုံးဖြစ်ခဲ့လဲဒီ course ယူရတဲ့အချိန်မှာအမှန်တမ်းပြောရရင်ကျွန်တော်ဒီ course ကိုဘယ်လိုထင်ခဲ့လဲဆိုတော့ဒီ Python language ကိုပဲပြောမှဆိုဒီ language ကိုအဓိကသင်တဲ့ course ကိုသင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ language ဆက်ဆိုင်သူက language ကိုအလေးပေးတာမျိုးမဟုတ်ဘဲနဲ့ဟို language ပိုင်းကိုနည်းနည်းတင်လိုက်တယ်ပြီးရင်ဒီ concept တွေအကုန်လုံးကို community နဲ့ပတ်သက်တဲ့ concept တွေကိုအကုန်လုံးနှိပါပေါ့နော်တော်တော်များများကိုသူကဟိုပြောမယ်ဆိုလို့ရှိရင်ထိတွေ့ပြီးသားဖြစ်သွားအောင်လို့တခါရေးတင်မိလိုက်တာပေါ့နော် introductory course အနေနဲ့ဥပမာဆိုလို့ရှိရင်အဲ့ဒီမှာဒီcode ကိုဒီ Python code နဲ့သုံးပြီးတော့game သေးလေးတွေလုပ်ရတာပါတယ်ပြီးတော့ပုံဆွဲရတာတွေပါတယ် graph တွေလုပ်ရတယ်အဲ့လိုပေါ့ဒီ rune ဆိုတဲ့ module တစ်ခုပေါ့နော်အဲ့ဒါလုပ်ရတယ်ပြီးတော့ sound processing တွေပါတယ်လည်းပါမယ်ပေါ့နော်အဲ့လိုမျိုးပြောမယ်ဆိုလို့ရှိရင် concept တွေအများကြီးရှိတဲ့အတွက်ဒီသူတို့တင်တဲ့အဲ့ထဲမှာပါတဲ့ဒီ mission တွေလို့ပြောတာပေါ့နော်သူတို့ကပါတယ် assignment တွေကိုသူ mission လို့ခေါ်တယ်ပြီးတော့နေ့စဉ်နှီးပါလုပ်ရတဲ့ဒီ lecture video တစ်ခုကြည့်သွားလို့ရှိရင်ပွင့်လာတဲ့ဒီလုပ်ရမယ့် task တွေကြတော့သူကတက်ရှိတယ်ပေါ့နော်သူအများကြီးပဲ workload ကအများကြီးပဲခင်ဗျအဲ့တော့ဖြစ်နိုင်လို့ရှိရင်တော့ကိုပြီးနိုင်သလောက်ပြီးအောင်ဒီပုံမှန်လုပ်သွားတာတော့အကောင်းဆုံးပဲပေါ့နော်နှမို့ဆိုပုံလာလို့နောက်ပိုင်းမှာပုံလာလို့ရှိရင်ဒါအမြန်လုပ်လို့မရတဲ့အထက်မှာဒီ course ပါတယ်ပေါ့နော်နီးမှလုပ်လို့မရတဲ့အထက်မှာဒီ GS101 110 CS standard တို့ပါတယ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့အစကတည်းကပုံမှန်လေးတခြားလုပ်သွားပြီးတော့အပြင်ကနေလည်းထပ်ဆောင်လေ့လာနိုင်မယ်ဆိုရင်တော့ပို့ပြီးတော့ထိရောက်မှုရှိမယ်ထင်ပါတယ်ခင်ဗျအခုဆိုစာကတော်တော်လေးလိုက်လို့ရတယ်ပြောရမယ်ပေါ့နော်ဟုတ်ကဲ့ရှင်းပြောရရင်ဒါ CS နဲ့အရင်မရင်းနေဘူးဆိုတဲ့သူတွေတောင်မှနည်းနည်းပို့ပြီးတော့တကယ်ရသွားရင်အစင်းသင်းဖြစ်အောင်လို့သူကဒါ one shot အကုန်လုံးကိုမြန်လေး呃 fast pace ဖြစ်ပေမဲ့မြန် catch up ဖြစ်သွားအောင်လုပ်ပေးတဲ့သဘောမျိုးဖြစ်သွားတာပေါ့နော်ဆိုတော့ကောင်းတော့ကောင်းပါတယ်အမှားဆိုရင်တော့အိမ်မှာရပြုတ်ခဲ့မယ်တင်ဟုတ်ကဲ့တကယ်လည်းအခု scholarship တွေရသွားပြီဒါ NUS လည်းတက်နေပြီ semester တစ်ခုလည်းပြီးသွားပြီပေါ့နော်ဆိုတော့ဒီမြန်မာကျောင်းမှာလည်းဒီစနတန်းထိအကုန်လုံးတက္ကသိုလ်ရဲ့ life လည်းရခဲ့ရဆိုတော့ဒီနှစ်ခုရဲ့ squad charge ချက်ပေါ့နော်ဘယ်ပိုင်းနေရာ challenging ဖြစ်ဆုံးဖြစ်ခဲ့တယ်ပြီးတော့ဘယ်ပိုင်းနေရာကျတော့ကိုယ်နဲ့ပို့ပြီးတော့ငကိုကြုံခဲ့ရတဲ့အထက်ဆိုင်ဒီမှာပို့ပြီးတော့ engage ဖြစ်လဲပေါ့နော်အဲ့ဒါလေးပတ်သက်ပြီးတော့နည်းနည်း insights လေးပြောပြပေးပါဦး။မောင်လေးခင်းနေထိုင်အရင်စပြောအခုကမြန်မာအကြောင်းအနေနဲ့ဆိုလို့ရှိရင်တော့ဒီဘက်မှာ independent thinking ပုံများရတယ်ခင်ဗျ
ဒီကစင်ကာပူမှာ secondary school တက်လာတဲ့သူပဲဖြစ်ဒါမှမဟုတ် primary တွေကနေပေါ့နော်တောက်လျှောက်ဟို grade 12ထိပြီးလာတဲ့သူဖြစ်ဖြစ်ဆိုလို့ရှိရင်တို့ကတော့နေသားကြမယ်ပေါ့နော်ဒါပေမဲ့မြန်မာကျောင်းနေလာတဲ့လူတယောက်တော့ကပြောရမယ်ဆိုလို့ရှိရင်ဒီကတမွဲစစ်တဲ့ပုံစံကကျွန်တော်တို့တင်ရတဲ့ဘာသာရေးထဲမှာပါတဲ့စာတွေကအခြေခံပဲရှိတယ်ပေါ့နော်ပြီးရင် somewhere မှာအဲ့ဒါကိုဆွဲဆန့်ပြီးတော့ဟိုလုံးဝကိုယ့်ရဲ့ limit ထိရအောင်စဉ်းစားနိုင်တယ်ပေါ့နော်ဘယ်လောက်ထိစဉ်းစားနိုင်မလဲဆိုတာ तू ကအဆုံးစုံလေးစစ်တယ်ပေါ့နော်ဒါမျိုးကပြောရမယ်ဆိုလို့ရှိရင်မြန်မာကျောင်းတင်ရိုးနဲ့ရှင်လို့ရှိရင်အခက်အခဲအများကြီးပိုသွားတယ်ခင်ဗျအဲ့တော့အဲ့ဒါအတွက်ဟိုပြောမယ်ဆိုသင်္ချာပေါ့အဓိကပြင်သင်္ချာတော့ကိုဒီ computer science ဘာသာရေးတွေဆိုလို့ရှိရင်ပို့ပြီးတော့နည်းနည်းတွေးရတယ်ပေါ့နော်ဒီ concept ကိုဘယ်နေရာမှာပြန်သုံးနိုင်လဲတစ်ခါရေးတည်ထားမှရအောင်တခြားနားမလည်လို့ရှိရင်သူကမေကုန်းပုံစံတိုင်းလာတာမဟုတ်တဲ့အတွက်မေးတာမေးတာဖြစ်တဲ့အတွက်ကျွမ်းကျင်ဉာဏ်မသိတာဆိုလို့ရှိရင် somewhere ရောက်လို့ရှိရင်ဘာမှမဖြစ်နိုင်ဘူးပေါ့နော်အဲ့လိုမျိုးအဲ့တော့အဓိက independent thinking critical thinking ပေါ့နော် critical thinking အားကောင်းမှုလိုတယ်ပေါ့နော်ပြီးတော့NUS ရောက်ပြီဆိုလို့ရှိရင်ဒီရောက်လာပြီဆိုလို့ရှိရင်လည်းဘာလိုလဲဆိုတော့ဟိုတငယ်ချင်းတွေမေးဖွင့်နိုင်ရမယ်ခင်ဗျမဟုတ်လို့ရှိရင်ကိုတယောက်တည်းဆိုလို့ရှိရင်ဒီပြဿနာတစ်ခုမဖြေရှင်းနိုင်တာနဲ့အဲ့ပြဿနာမှာကြာနေပြီးတော့အမှတ်တွေပေါ့နော်ဒီ assignment တွေ homework တွေနဲ့အချိန်လုံးကြတယ်လိုက်နေတယ်ပေါ့နော်community တစ်ခုနဲ့ဒီ group တစ်ခုနဲ့စာတူလုပ်ကြလို့ရှိရင်တော့ဒါပုံမြန်ပြီးရလို့ထင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါလေးဝင်းထုတ်အနေနဲ့ရောဘာတွေဟိုသဘောပိုကြရောဘာတွေကနည်းနည်း challenging ဖြစ်ခဲ့လဲပေါ့ဖြစ်နေလဲပေါ့နော်ခုတက်နေရဆိုတော့ကြတော့အများကြီးပေါ့နော်အယူဆိုတော့ဒါသူ့တလေနှိုင်းရှင်ဆရာတော်မလို့ထင်ပါတယ်အများကြီးกว่าတာပဲဒီ education policy ကအစ system တွေကအစအကုန်လုံးပေါ့နော်အဲ challenge အနေနဲ့ဆိုလို့ရှိရင်တော့အဓိကတော့ academic challenge ပဲနည်းနည်းရှိခဲ့တယ်ပေါ့နော်ရှိခဲ့ဆိုတာဒီခင်းထပ်ပြောလို့ပဲဘယ်လိုရမလဲဒီဟိုeducation system လည်းကွာတယ်ပေါ့နော်ကျွန်တော်တို့သင်ခဲ့ရတဲ့ပုံစံတွေ education system တွေကလည်းကွာတယ်အဲ့ဒါကြောင့်ဒီဘက်ရောက်တဲ့အခါမှာဒီ system တွေကို adapt လုပ်ဖို့အတွက်တော့ပို့ပြီးတော့သူများထက်တော့ပို့ပြီးတော့ effort လုပ်ရတာပေါ့ကိုကသူများသင်ခဲ့ရတဲ့ဒီ GCE level တို့လိုမျိုး education system education မျိုးမရခဲ့ဘူးပေါ့နော်မရခဲ့ဘူးဆိုတော့ဒီဘက်မှာဒီ university level ကိုတိုက်ရိုက် jam လုပ်တဲ့အခါကျလို့ရှိရင်သူများထက်တော့ပို့ပြီးတော့ effort လုပ်ရတယ်ဒီ assembly နားမလည်တာလည်းရှိတယ်ပေါ့နော်အဲ့ဒါဆိုကိုပို့ပြီးတော့ effort လုပ်မယ်ဆိုရင်တော့အဆင်တဖြည်းဖြည်းနဲ့တော့အဆင်ပြေတော့ပါလိမ့်မယ်စူးစမ်းပြီးတော့သူများထက်ပို့စူးစမ်းအောင်အဲ့ဒါပါပဲပြီးရင်ပါရှိမလဲဆိုတော့ပြီးရင်နောက်တစ်ခုကကျွန်တော်ရဲရောရှင်ပါကျွန်တော်အမှန်တမ်းပြောရရင်ဒီတက္ကသိုလ်ဝင်ခွင့်ရဖို့နဲ့ scholarship ရဖို့ကျွန်တော်အရင်စာကြိုးစားခဲ့တယ်ဗျာအဲကျွန်တော်တက္ကသိုလ်ရောက်ကျွန်တော် AC ပဲပို့နေတော့မယ်ကျွန်တော်အဲ့လိုအရင်တော့အဲ့လိုတွေးတာပေါ့နော်တိတ်ပြီးတော့ site ပိုင်းလို့ဆိုတာစီစဉ်သိမရှိတော့ဒီရတဲ့ခါကျအဲ့လိုကိုကစာရေးတားလို့နေကြကိုလည်းလိုက်လို့နေရတော့အဲ့တော့နည်းနည်းလေး shock ဖြစ်သွားတော့social ဘက်တော့အဆင်ပြေပါတယ်ကျွန်တော်များနေအောက်လို့ဆိုတော့အဆင်ပြေပါတယ်ကျွန်တော်တကယ်ချင်းကဒီလာခဲ့ရ3ယောက်တူလာခဲ့တာလည်းပါတယ်နောက်တကယ်တယောက်ပါလေ3ယောက်တူလာခဲ့ပေါ့နော်ပြီးတော့ဒီမှာလည်းအစတွေကကျွန်တော်ဒီ show ကလည်းဖြစ်တော့ social ဘက်တော့ရင်းတော့တက်ခဲ့တော့ရှိခဲ့ပါဟုတ်ကဲ့ပါဆိုတော့ဒါ lifelong learning ဆိုတဲ့အဆောင်ပေါ်လက်ကင်ထားတဲ့အတိုင်းပဲပေါ့နော်ဒီလိုပဲဖြစ်ရပြီလဲ learning ရအောင်မယ်ဆိုတော့ဒါ academic နဲ့ပတ်သက်ပြီးတော့ challenging အဖြစ်ဆုံးလို့ထင်တယ်အမားတို့တော့လည်းအခက်ပါပဲကျွန်တော်ရအလုံးမဟုတ် academic နဲ့ပဲလုံးချလဲလိုက်နေရတယ် assignment ပြီးရနောက် project ပြီးရ test ပြီးရ quiz ပြီးရနောက်တစ်ခုဆိုတော့ဒီတန်းညာကနေမထွက်ဘူးပေါ့နော်ဆိုတော့အဓိကကွာသွားတာကတော့ဒါမြန်မာပြည်မှာညီမလေးတို့ပြောသလားဆိုရင် concept ဒီဆောင်းမမှာဖြစ်ရမယ့်ဟာတွေကပို့ပြီးတော့ spoon feeding လုပ်ပြီးတဲ့သဘောပေါ့နော်ဒီမှာကျတော့ဒီကိုတကယ်နားလေပြီးတော့အဲ့ဒါကိုတကယ်ပြန်ပြီးတော့အသုံးချနိုင်တဲ့ဒီ practical ဘက်ကိုတက်လာမတက်လာစစ်တဲ့သဘောဆိုတော့အဲ့ဒါလေးရောကွာသွားရဲ့လို့ထင်ပါတယ်မှလည်းတက်ပြီး experience ကနေပြောရမယ်ဆိုရင်ပေါ့နော်ဆိုတော့အမနောက်ဆုံးမေးချင်တဲ့ question တစ်ခုအနေနဲ့ကတော့မောင်လေးကဒီ process တစ်ခုကိုလည်းတစ်ခုလုံးလည်းကြုံပြီးသွားပြီပြီးတော့အခုလည်းNUS မှာလည်းတက်နေပြီဆိုတော့ပေါ့နော်အကယ်လို့အခုဒီနှစ်ပေါ့နော်ဒီလာမယ့်နှစ်2026အတွက်ရှောက်ချင်တဲ့သူတွေကို advice ပေးရမယ်ဆိုရင်ဒီ process တစ်ခုလုံးနဲ့ကနေပြီးတော့အရေးအကြီးဆုံး take away 3ခုကဘာတွေဖြစ်မယ်လို့ထင်လဲပေါ့နော်တစ်ခုရယ်ဆို process ကရှေ့ရောနည်းနေမှာဆိုတယောက်3ခုပြောပြပါဒီ scholarship ကိုတကယ်လိုချင်တယ်ကြိုးစားချင်တယ်လို့ဆိုလို့ရှိရင်တော့တင်ချာကိုပေါ့နော်အစောဆုံးစပြင်ထားတာတော့အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်ခင်ဗျတင်ချာကအချိန်အများကြီးယူပြီးတော့ခုနကကျွန်တော်ပြောခဲ့လို့ပဲပေါ့နော်ဒီ down ဆောင်အောင်ပေါ့နော် down sitအောင်ဒါအကုန်လုံး cover ဖြစ်အောင်လေ့လာထားမှာဖြစ်တဲ့အတွက်အချိန်လည်းသိမ့်မကြံတော့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ3လ4လအတွင်းမှာအကုန်လုံးပြအောင်လေ့လာမှာဆိုတော့အစောဆုံးလုပ်နိုင်ရင်အကောင်းဆုံးလို့ထင်ပါတယ်ခင်ဗျဟုတ်ကဲ့နောက်တစ်ခုကခုနပြောခဲ့တဲ့ Python course ပေါ့နော်ဒီ Python course ကကျွန်တော်တို့တော့ရွေးပြီးမှဒါပြောရမယ်ဆိုရင်ရွေးပြီးမှတက်ရတဲ့ course ပေါ့နော်အခုက
ဒီနှစ်ရှောက်မဲ့သူတွေအတွက်ကဒီ application process ထဲမှာလည်း Python course ပါတယ်လို့ဖြစ်နေတယ်ပေါ့နော်။ဘာလို့ဒီက performance ကိုကြည့်ပြီးတော့သူတို့ရွေးမှာဖြစ်တဲ့အတွက်ဒီ Python course ကိုအစတည်းကပြောမှဆိုလို့ရှိရင်ဇွဲရှိနေပေါ့နော်ကြိုးစားကြရမယ်ပေါ့နော်အကုန်လုံးဘာလို့ဆိုတော့ Python course ထဲမှာလည်းကိုပြီးရင်ပြီးသလောက်အမှတ်လေးတွေတက်တယ်ပေါ့နော်အမှမြင်နေရတယ်အစင်လေးနဲ့ဘယ်သူကအမှတ်ဘယ်လောက်ရှိတယ်ဆိုတာမြင်နေရတယ်ပေါ့နော်အဲ့တော့အစကတည်းကပုံမှန်ကြိုးစားသွားမှအမှလည်းကောင်းကောင်းလွယ်မယ်လို့ထင်ပါတယ်ခင်ဗျတရားတစ်ခုအနေနဲ့ကအခုပြောမယ်ဆိုရင်ဒီ application form ဆိုလို့ရှိရင်တော်တော်များပေါ့နော်ဒီ deadline နီးမှပြင်နေကြတဲ့လူတွေလည်းရှိတယ်ပေါ့နော်ကျွန်တော်သိတယ်မှာကျွန်တော်ကိုယ်တိုင်လည်းဒီ essay question 5ခုကို deadline မတိုင်ခင်2 ပတ်လိုတော့မှရေးလို့ပြီးသွားတယ်ပေါ့နော်တကယ်တမ်းမလုပ်သင့်လဲဆိုတော့ဒီ application မှာပါတဲ့ဒီ essay တွေအချက်လက်တွေအကုန်လုံးကိုတေချာစဉ်းစားပြီးတော့ခဏ edit လုပ်လို့ရအောင် sort ပြီးထားရင်ပိုကောင်းမယ်ခင်ဗျပြန်ဖတ်ပေါ့နော်နောက်တစ်ခေါက်2 ပတ်လောက်ကြာလို့ရှိရင်ပြန်ဖတ်ပြီးတော့ဘယ်ဟာတွေပြန်ပြင်လို့ရသေးလဲဘယ်ဟာတွေထည့်လို့ရသေးလဲအဲ့လိုတေချာ refining လုပ်ပြီးတော့မှနောက်ဆုံးဒီ deadline နီးမှတင်တာမျိုးမဟုတ်ဘဲနဲ့တေချာလေးပြင်သွားပြီးတော့တင်တဲ့အဆင်ပြေနဲ့ဒီ process ကိုပြီးသွားတာပိုကောင်းမယ်လို့ထင်ပါတယ်ခင်ဗျဟုတ်ကဲ့ကဲပါမောင်လေးဝင်းထွန်းအနေနဲ့ရော take away တွေကဘာတွေများဖြစ်မလဲရှင်ကျွန်တော်လည်းနည်းနည်းတော့စဉ်းစားကြည့်နေတော့မတူတော့စဉ်းစားတော့တကယ်တိကအဲ့ CS Standard Final Course ကိုတင်တဲ့ခါကျရင်တေချာကြိုးစားပြီးတော့လိုက်လို့ရှိနေတယ်ပေါ့နော်။ဘာလို့ဆိုတော့အဲ့ course ကကိုကအထူးသဖြင့်ကိုကထားရပြင်မှာ coding နဲ့အရင်ကျွမ်းကျင်ပြီးသားဟိုဒီ junior developer တွေပိုင်းနည်းနည်းလုံးနေပြီးသားဒီလိုမျိုးဆိုရင်တော့ကိစ္စမရှိဘူးပေါ့နော်။ကိုအစရတက်ပြီးသားဖြစ်နေတယ်ဆိုတော့တကယ်လို့မဟုတ်ကိုကအခုမှစပြီးတော့ coding ကိုလေ့လာမှာ coding experience ကအများကြီးမရှိဘူးနည်းနည်းပဲရှိတယ်ဒါမျိုးဆိုလို့ရှိရင်တော့ဒီ course က code အများကြီးအကျိုးရှိမှာပေါ့။ကျွန်တော်ဒီဒီ evaluate လုပ်တဲ့ process မှာလေဒီ course ရဲ့ performance ကအများကြီးကြည့်မှာပေါ့အဲ့တော့ course ကheavy တာဖြစ်တယ်သူကheavy တာဖြစ်တယ်စာဒီ content လည်းများတယ်လောက်ရတဲ့ mission တွေလည်းများတယ် time consuming လည်းတာဖြစ်တယ်ဆိုတော့အဲ့ဒီဥစ္စာလေးတွေကသတိထားပြီးတော့ကိုယ့်ရဲ့ personal life ထဲမှာတနေ့ကိုဘယ်နှစ်နာရီလောက်အချိန်ပေးဖို့လိုမလဲဆိုတာဒီကိုသိချာစဉ်းစားပြီးတော့လုပ်ဖို့တော့အကြံပေးခြင်းတယ်အဲ့ဒီ course impact က scholarship selection process မှာအများကြီးအကျိုးသက်ရောက်မှုရှိမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ aptitude test ပါ aptitude test က extracurricular တွေချက်ကိုပို့ပြီးတော့ weightage ပို့ပြီးတော့များတယ်ပေါ့နော်တခြား extracurricular တွေဟိုဒီ10ထဲမှာ curriculum မှာရခဲ့တဲ့အမှတ်တွေအကုန်လုံးထပ်ကိုပို့ပြီးတော့ weightage ပိုများတာဖြစ်တဲ့အတွက်ကျွန်တော် aptitude test ကိုလည်းတေချာပို့ပြီးတော့ပြင်ဆင်နေတယ်math test ဆိုလို့ရှိရင်လည်းဟိုကဒီ critical thinking နဲ့ဆိုင်တဲ့မေးခွန်းမျိုးတွေပေါ့နော်အဲ့ဒါတွေကိုပို့ပြီးတော့ဦးစားပေးပြီးတော့ပြင်ဆင်ထားစီခြင်းတယ်မှာအရင် social check နဲ့ statistics point လိုဟာမျိုးတွေ mechanics point လိုဟာမျိုးတွေအဲ့လိုမျိုးတွေပို့ပြီးတော့ရှင်းရှင်းလင်းလင်းပို့ပြီးတော့ဟိုဘယ်လိုပြောမလဲပို့ပြီးတော့အတွေးခေါ်ပိုင်းပို့ပြီးတော့ဦးစားပေးတဲ့မိကုံမျိုးတွေပို့ပြီးတော့လေ့ကျင့်ပြင်ဆင်ထားစေချင်တယ်ဒီအင်္ဂလိပ်စာနဲ့ IELTS ကတော့အရင်တော့သူ့လည်းပြောစရာမရှိပါဘူးအဆင်ပြေမယ်လို့ထင်ပါတယ်နောက်ဆုံးတစ်ခုကတော့ကိုတကယ်လို့ပါသွားပြီပေါ့နော်တကယ်လို့ပါသွားပြီဆိုလို့ရှိရင်လည်းဒီ fast pace life ကျိုးရပြင်စတာပေါ့နော်ပို့ပြီးတော့ ready ဖြစ်အောင်လုပ်ပြီးတော့ကျွန်တော်လည်းရောက်ချင်ပါရန်နေပြောပြီးတော့အဲ့လိုဆောက်လို့ပဲဆောက်သွားနေရပြီတိတ်မလုပ်နဲ့ပေါ့နော်ကျွန်တော်ရောက်ကြတော့တော့လို့ဒီစားတိတ်မလုပ်ဖြစ်ခဲ့ဘူးပေါ့လုပ်ကြတယ်လည်းမရှိဘူးပြီးသွားနေလို့စိတ်ကခံစားနေရမ်းပြောနေတော့ဆောချရတာတဝိတ်ကြောင်ရလို့စားသားလူနေရလို့ဖြစ်တယ်ပေါ့ဆိုတော့ဒီကဲပါသွားပြီဆိုလို့ရှိရင်တော့စပြီးတော့ကျောင်းသားတက်ခရီးကဆောက်ကြိုးစားအောင်အဲ့ဒါပါပဲကဲပါဒါမဲ့ဒါ year 1ဆိုမှလည်းပြောထားရအောင်ပါအဲ့ test ဆက်ပြီးမပြောတော့ပြောရလို့ဝမ်းပါဆိုတော့သတိပေးဟုတ်ကဲ့ပါဒီနေ့အမဒီ ASEAN Undergraduate Scholarship နဲ့ပတ်သက်ပြီးတော့ပေါ့နော်အကုန်လုံးပြည့်စုံဖြေကြားပေးသွားတဲ့မောင်လေးနှစ်ယောက်ကိုလည်းအမအထူးကျေးဇူးတင်ပါတယ်အကုန်လုံးအစားအခုနားထောင်နေတဲ့သူတွေအကုန်လုံးလည်းဒီကနေပြီးတော့ဒီ process အကြောင်းနဲ့ဒီ personal experience တွေကိုပို့ပြီးတော့တည်ပြီးတော့ကိုယ့်အတွက်ကိုလည်းအများကြီးပိုကောင်းအောင်ပြင်ဆင်လို့ရမယ်လို့ထင်တယ်ပေါ့နော်ဆိုတော့မောင်လေးတို့လည်းဒီ happy holiday ဖြစ်ပြီးတော့ဒီနောက်နှစ်2026မှာလည်း coding skills တွေပိုတိုးတက်လာပြီးတော့ CS mod ကို stay နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရှင်ဒီမှာကျွန်တော်ဘက်ကလည်းဒီအခုလိုမျိုး interview ဖိတ်ကြားပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီမြန်မာနိုင်ငံရဲ့အကြောင်းသားတွေဒီ scholarship နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့သိပါအောင်ပို့ပြီးတော့ process ဆိုတာတို့အတွက်ပို့ပြီးတော့အဆင်ပြေသွားလိမ့်မယ်လို့ပြောနေပါတယ်ကျွန်တော်တို့ရဲ့ interview လေးကိုနောက်ထောင်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်မှာဟုတ်ကဲ့ပါ my recording post လုပ်လိုက်အောင်အေး sorry